نحمده ونستعينه ونستغفره ونؤمن به ونتوكل عليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له ونشهد أن لا إله إلا الله وحده لا شريك له ونشهد أن سيدنا ونبينا وحبيبنا ومولانا محمدا عبده ورسوله أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم إنا أنزلناه في ليلة القدر وما أدراك ما ليلة القدر ليلة القدر خير من ألف شهر تنزل الملائكة والروح فيها بإذن ربهم من كل أمر سلام هي حتى مطلع الفجر صدق الله العظيم جينو ليزا أتي تانات توكاشي تروزي باونو كميا أغوسوي لاميا رمزاهاရက်29ရောက်ရှိလာပြီးဖြစ်ဒီနေ့နေဝင်ပြီးဆိုလို့ရှိရင်ဒါလမ်းမြတ်ရမ်ဇန်ရဲ့နောက်ဆုံးအရှရာတွေကိုဝင်လာပြီးနောက်ဆုံး10ရက်ကိုရောက်လာပြီးဖြစ်အခုဆိုရင်ဒီညနေအဆရပြီးရင်အီတီကာဖ်ထိုင်မဲ့သူတွေလည်းကိုဒီကုန်းကပလီတွေမှာလာပြီးတော့နေရာယူကြတော့မှာဖြစ်လေးစားအတက်မိတ်ဆွေညီနောင်များခင်များဒီတော့ကျွန်တော်အခုနရွတ်ဖတ်တရဇေလိုက်တဲ့ဆူရာတော်ဟာလူကြီးမင်းတို့အားလုံးနားထောင်ကြည့်တာနဲ့သိတယ်ဒါဟာကဒ်ညနဲ့ပတ်သက်တဲ့အာယတ်တော်တွေပါရှိတဲ့ဆူရာဖြစ်ဒီတော့ဆရာကတော့ဒီနေ့ကဒ်ညအကြောင်းဟောတော့မယ်ဆိုတာလူကြီးမင်းတို့သိလောက်ပြီဒီတော့လူကြီးမင်းတို့ထင်ကောင်းထင်လိမ့်မယ်နော်ကဒ်ညလူဖို့အများကြီးလို့သိတယ်ဘာဖြစ်လို့ဆရာအခုတည်းကကဒ်ရဲ့အကြောင်းပြောမှလဲအမှန်တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးနော်နောက်ဆုံး10ရက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကဒ်ညကိုရှာရတော့လေးစားအတဲမိတ်ဆွေညီနောင်များခင်များကျွန်တော်တို့ထဲမှာလူဒန်းစာ3မျိုးတွေ့ရလိမ့်နော်3မျိုးရှိတယ်နော်အဲ့ဒီထဲမှာကိုကဘယ်အဆင့်မှာပါမလဲကိုကကိုရွေးချယ်ရနော်အောက်ဆုံးအဆင့်ကဘယ်အဆင့်လဲဆိုတော့ဒါဟာကဒ်ညကို28ရက်ညတညတည်းကိုပဲတတ်မှတ်ပြီးတော့အီဘာဒတ်လုပ်တာဒါအနှိမ့်ဆုံးအဆင့်ဒါအနှိမ့်ဆုံးအဆင့်နော်28ရက်ညတညအီဘာဒတ်လုပ်လိုက်လို့နော်ငါကဒ်ညလုံးဝနော်အပြည့်အဝငါရသွားပြီကဒ်ညကိုငါအပြည့်အဝအသုံးချလိုက်ပြီနော်အကျိုးတွေအပြည့်အဝရယူလိုက်ပြီဒီလိုပြောလို့မရသေးဘူးဒါဟာအနှိမ့်ဆုံးအဆင့်ဖြစ်အနှိမ့်ဆုံးအဆင့်တော့ကျွန်တော်တို့29ရက်နေ့ညကိုအီဘာဒတ်လုပ်ကကျွန်တော်တို့ကတလောက်နဲ့မတင်းတယ်ဘူးကဒ်ကိုကျွန်တော်တို့ပူပြီးတော့လိုချင်တယ်နော်ပူပြီးတော့ကဒ်ရဲ့ဖဇီလတ်တွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်သင့်လဲဆိုရင်အခုနော်ဒီနေ့ကနေစပြီးတော့ကျွန်တော်တို့အခုနောက်ဆုံးဘယ်နှစ်ရက်ပဲကြံတော့လဲ10ရက်ပဲကြံတော့အဲ့ဒီ10ရက်တွေမှာမရက်တွေရှိတယ်နော်မရူဇာရက်တွေရှိတယ်မရူဇာရက်တွေဆိုတော့121လုံး123လုံး25လုံး28လုံး29လုံးအဲ့ဒီ9ရက်အဲ့ဒီ9ရက်ကညနေအားလုံးမှာကျွန်တော်တို့အီဘာဒတ်လုပ်တဲ့နေလေးစားအတဲမိတ်ဆွေညီနောင်များခင်များဘာကြောင့်လဲဆိုရင်တော်တော်များများပညာရှင်တွေရဲ့တင်ပြမှုတွေအဆိုတွေအရကဒ်ညဟာလမ်းမြတ်ရမ်ဒန်ရဲ့နောက်ဆုံး10ရက်ထဲမှာရှိတယ်နော်နောက်ဆုံး10ရက်ထဲမှာရှိတယ်နော်ဒီလိုပဲပညာရှင်ကမှနော်သတ်မှတ်ထားတာတော့မဟုတ်ဘူး29ညသည်ဒါကျိန်းသေးရာနှုံးပြည့်ကဒ်ညလို့ပြောထားတာတော့မဟုတ်သို့ပေမဲ့29ညသည်ဖြစ်နိုင်ခြေအရှိဆုံး29ညကဒါဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ်သို့ပေမဲ့ကဒ်ညဟာလမ်းမြတ်ရမ်ဇန်ရဲ့နောက်ဆုံး10ရက်မှာရှိတဲ့မညရဲမှာကဒ်ညရှိနေတယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့ကဒ်ညကိုကျွန်တော်တို့ဒီထပ်ပို့ပြီးတော့မလွတ်တမ်းလိုချင်နေဆိုရင်တော့လူတစ်ယောက်က28ရက်ညအပြင်နော်အခုဒီ21 23 25 29 29 9ညလုံးမှာသူအီဘာဒတ်လုပ်ရမယ်လုပ်တဲ့နေနော်အဲ့ဒီလိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီညကောကဒ်ညမဖြစ်နိုင်ဘူးလားမနှက်ဖြန်ရူဒါ21လုံးဒီညဟာလေဒါကဒ်ညဖြစ်နိုင်ကြီးရှိတဲ့ညပြီးတဲ့အခါမှာနော်အင်္ဂါနေ့နော်မတိုင်ခင်ဒါအင်္ဂါနေ့ညပေါ့နော်အဲ့ဒါလေးပဲကဒ်ညဖြစ်နိုင်တာပဲဗုဒ္ဓဦးနေ့ကဒါ23လုံးပြီးတဲ့အခါမှာဒါတောက်ကြံနေ့က25လုံးဒီတော့ဇတာပတိညလည်းကဒ်ညဖြစ်နိုင်တာပဲပြီးတဲ့အခါမှာနော်တနင်္ဂနွေနေ့က129လုံးစနေညလည်းကဒ်ညဖြစ်နိုင်တာပဲ
ပြီးတဲ့အခါမှာကျွန်တော်တို့နော်တနင်္ဂနွေကဝါ29ဆိုတော့အင်္ဂါနေ့ကဝါ29ဒီတော့နောက်တစ်ပတ်တနင်္လာနေ့ညလည်းဒါကဒ်ညဖြစ်နိုင်တာပဲလိစာအတက်မိတ်ဆွေညီနောင်များခင်များဒီတော့ကျွန်တော်တို့နော်29ညတညတဲ့အီဘာဒတ်လောက်တာထပ်ပူခြင်းနဲ့အဲ့ဒီထပ်ပူပြီးတော့ကဒ်ရဲ့အကျိုးကိုရယူခြင်းနဲ့ဆိုရင်တော့ဒီည9ညလုံးမှာကျွန်တော်တို့အီဘာဒတ်လုပ်ခြင်းနဲ့ဒီထပ်ပူပြီးတော့နောက်တစ်ဆင့်မြင့်ခြင်းနဲ့ဆိုရင်တော့ဘာလို့မလဲလမ်ယတ်ရမ်ဒန်ရဲ့နောက်ဆုံး10ရက်မှာလာပြီးတော့အီတကာဖ်တိုင်းလိုက်အဲ့ဒါဟာအမြင့်ဆုံးအဆင့်ဖြစ်သွားလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့တမန်တော်မြတ်ကြီးဆလလာလဟ်အလိုင်ဟိဝါဆလမ်ကဟာဒီသ်တော်မှာတမန်တော်အမိန့်ရှိတယ်အီတကာဖ်ဘာကြောင့်ထိုင်ခိုင်းတာလဲအီတကာဖ်ထိုင်ရင်းနဲ့ကဒ်ကိုရှာဆိုလိုတာကကဒ်ဒီနောက်ဆုံး10ရက်ထဲမှာပြီးနေတယ်နောက်ဆုံးရမ်ဇန်ရဲ့နောက်ဆုံး10ရက်အတွင်းထဲမှာကဒ်ရှိနေတယ်အဲ့ဒီအတွက်လူတစ်ယောက်ကအီတကာဖ်လာထိုင်လိုက်ပြီဆိုရင်အီတကာဖ်မှာသူနေတိုင်းသူအီဘာဒတ်လုပ်ပြမယ်အဲ့ဒီတော့တညမှုတညမှာကဒ်ကိုသူရသွားမှာပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒါကြောင့်ကျွန်တော်တို့နော်ဒီရှိတယ်ပို့ပြီးတော့ကျွန်တော်တို့အီဘာဒတ်လုပ်ခြင်းနဲ့ပို့ပြီးတော့ကဒ်ညရဲ့အကျိုးဆောရယူခြင်းနဲ့ဆိုရင်တော့29ညတညတည်းနဲ့တော့မတင်းတိမ်သိမ့်နော်ဘာကြောင့်လဲဆိုလို့ရှိရင်ပညာရှင်တွေကကဒ်ညနဲ့ပတ်သက်ပြီးအဆူတွေကအများကြီးရှိတယ်နော်အဆူတွေအများကြီးရှိတယ်အီမမ်ရှာဖီရာဟ်မတ်တူလာလိုင်ရဲ့တချို့အဆူတွေမှာ21ရက်ညလို့ပြောတယ်တချို့အဆူတွေမှာ23ရက်ညလို့ပြောတယ်ဒီတိုင်းပဲအီမမ်အဘူနီဖာရာဟ်မတ်တူလာလိုင်ရဲ့တချို့အဆူတွေမှာနော်လမ်ယတ်ရမ်ဇန်ရဲ့နောက်ဆုံး9ညလုံးကတညဖြစ်လိမ့်မယ်9ညလုံးကိုဂယူးဆိုင်ကမယ်လို့ပြောတယ်တချို့အဆူတွေမှာဒါ29ရက်ညသည်ပိုပြီးဖြစ်နိုင်ချေရှိတယ်လို့ပြောတယ်ဒါကြောင့်အဆူတွေကအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာကြောင့်29ရက်ညကိုနော်အဓိကယူတာလဲဆိုရင်နော်29ရက်ညဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အဆိုဟာအင်မတန်မှကိုပဲများလဲများတယ်နောက်တစ်ခုကပညာရှင်အကြီးအကဲသူတော်စင်တွေရဲ့လက်တွေ့နော်ကြုံတွေ့မှုအရာတကယ်တကြရဘာအရာလဲ29ညတွေမှာကဒ်ညဟာများသောအဖြစ်ဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့နော်ကမ္ဘာဒေသအသီးသီးမှာတော့29ညကိုပို့ပြီးတော့ဦးစားပေးလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့နော်ကဒ်ညရဲ့အကြောင်းလေးကိုကျွန်တော်ကဒ်နဲ့ပတ်သက်တဲ့ထွတ်မြတ်မှုအကြောင်းကိုကျွန်တော်ဒီနေ့တင်ပြသွားပါမယ်ဒီတော့လူကြီးမင်းတို့အနေနဲ့အခုနောက်ဆုံး10ရက်ကိုပို့ပြီးတော့အီဘာဒတ်တွေတိုးပြီးကျွန်တော်တို့လုပ်ကြရမယ်နော်ကျွန်တော်အခုနပြောတဲ့ဒီ9ညကိုကျွန်တော်တို့နော်ဒီ9ညလုံးညာလုံးပေါက်အီဘာဒတ်မလုပ်နိုင်နေပါသေးဒါပေမဲ့ကျွန်တော်တို့ဘာလုပ်မလဲ29ညကတော့ကျွန်တော်တို့တည်ကြတယ်များသောအဖြစ်လူတိုင်းညာလုံးပေါက်ဒီနေ့အီဘာဒတ်လုပ်ကြမှာပဲကဒ်ညဆိုပြီးတော့နောက်ထပ်အခုနကျွန်တော်ပြောတဲ့21တို့23တို့25တို့29တို့မှာညာလုံးပေါက်မလုပ်နိုင်ရင်တော့မှကျွန်တော်တို့ဘလောက်တော့လုပ်မလဲနော်မနက်ကိုစောစောထားပြီးတာဂျွတ်နမတ်ကိုခတ်ရကတ်များများဖတ်မယ်ပြီးတော့ဒူအာတွေများမြောင်စွာကျွန်တော်တို့တောင်းလိုက်နော်အဲ့ဒီလောက်လေးလုံးလိုက်ရင်လည်းဒါကဒ်ညရဲ့အကျိုးဆောက်အကယ်၍ဒါ23တို့21တို့25တို့မှာကဒ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အလောက်လုံးလိုက်ရင်လည်းအဲ့ဒီနေ့ညကဒ်ညရဲ့အကျိုးဆောက်ကိုကျွန်တော်တို့ကဒ်ရဲ့ဖဇီလတ်ကိုရရှိသွားမှာဖြစ်ပါတယ်လိစာအတဲမိတ်ဆွေညီနောင်များခင်များဒီတော့နော်ဒီညကိုကဒ်ညလို့ခေါ်တယ်နော်လိုင်လတ်ုလ်ကဒ်ကုရ်အာန်ကျမ်းတော်မြတ်မှာကအလ္လာဟ်ရှိမြတ်တကယ်အမီနာမတကားတဲ့တမတ်ထားပြီးတာလိုင်လတ်ုလ်ကဒ်ညနော်ကဒ်ညလို့ဘာကြောင့်ခေါ်တာလဲကဒ်ဆိုတဲ့စကားလုံးရဲ့အတိတ်ကပါအတိတ်ပဲကပါလေပညာရှင်တွေကပုံစံ3မျိုးဖွင့်ဆိုတယ်တစ်မျိုးကဘာလဲဆိုရင်ကဒ်ဆိုတာအင်မတန်တန်ဖိုးရှိတာကိုပြောတာအင်မတန်မြင့်မြတ်တာကိုပြောတာဒါကြောင့်ဒီညဟာတခြားညတွေထပ်ပိုပြီးတန်ဖိုးရှိတယ်တခြားညတွေထပ်ပိုပြီးမြင့်မြတ်လို့အဲ့ဒီညကိုကဒ်ညလို့ခေါ်တယ်နောက်အဆိုတစ်ခုမှကျတော့ဒီညမှာလူတစ်ယောက်ကအီဘာဒတ်လုပ်လိုက်မယ်ဆိုရင်သူ့ရဲ့အဆင့်တန်းတွေမြင့်သွားလိမ့်မယ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီညကိုကဒ်ညလို့ပြောတာနောက်အဆိုတစ်ခုမှကျတော့ဒီညဟာအလ္လာဟ်ရှိမြတ်တခင်တက်ဒီရီကိုလွှဲအပ်မဲ့ညဖြစ်နော်ဒီညမှာအလ္လာဟ်ရှိမြတ်တခင်လူတိုင်းရဲ့ရှေ့တနစ်စာရဲ့တက်ဒီရီကိုအလ္လာဟ်ရှင်သက်ဆိုင်ရာမလာအီကာတွေကိုလွှဲအပ်လိမ့်မယ်ကဒ်ညနော်ကျွန်တော်တို့ကြားဘူးလိမ့်မယ်ရှဘီဘရတ်ညမှာလည်းဒီလိုမျိုးရှိတယ်ပညာရှင်တွေကတင်ပြတယ်ရှဘီဘရတ်ညသည်အလ္လာဟ်ရှိမြတ်တခင်ဖိုက်ဆလာလုပ်တဲ့ညနော်ဘသူတွေမွေးမယ်ဘသူတွေကွယ်လို့မယ်ဘသူတွေဘာဖြစ်မယ်ဘသူတွေအစဉ်ပြေးမယ်ဘသူတွေမပြေဘူးဖြစ်မယ်စတာတွေနဲ့ပတ်သက်ပြီးတော့ရှဘီဝရတ်ညသည်ဖိုက်ဆလာလုပ်တဲ့ညဖြစ်တယ်ကဒ်ညသည်အဲ့ဒီဖိုက်ဆလာလုပ်ပြီးသားနော်ကိစ္စတွေကိုသက်ဆိုင်ရာမလာအီကာတွေကိုလှုပ်ဆောင်ဖို့လွှဲအပ်လိုက်တဲ့ညဖြစ်တယ်
လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့ရှဘေဘရတ်ညကဒါအမိတ်တော်ဆုံးဖြတ်တဲ့ညနော်ကဒညသည်ဆုံးဖြတ်လိုက်တဲ့အမိတ်တွေကိုမလာအီကာတွေကိုအလရှိမတ်တခင်တောင်းနေခွဲပြီးတော့တတ်မှတ်ပြီးလွှဲအပ်ပေးလိုက်တဲ့ညဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်လေကဒရဆိုပြီးတော့ခေါ်တာဖြစ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့ဒီကဒညကိုအလရှိမတ်တခင်ဘာကြောင့်ချပေးရတာလဲဒါနဲ့ပတ်သက်ပြီးတော့လေဟာဒီသ်တော်တွေအမြောက်အများလာရှိတချို့ဒီစတေမှာတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်ကရှေးရခင်အွမ်မတ်တီရဲ့အကြောင်းပြောပြနော်ရှေးရခင်အွမ်မတ်တီရဲ့အကြောင်းပြောပြတဲ့အခါမှာအရင်အွမ်မတ်တီကအသက်တီတက်တန်းနေအရှိကြီးရခဲ့တယ်နော်အရှိကြီးရခဲ့တဲ့အကြောင်းတွေပြောပြတော့ဆွာဘာတွေကစိတ်မကောင်းဖြစ်နော်ဘာလို့စိတ်မကောင်းဖြစ်တာလဲငါတို့ဘလောက်ပဲအီဘာဒတ်လုပ်လို့သူတို့နဲ့ဘလို့လို့သွားပြီးတော့တန်းတူဖြစ်သူတို့တွေကအသက်တွေအရှိကြီးရတော့အီဘာဒတ်တွေအများကြီးလုပ်ခဲ့ရငါတို့ကဒီလောက်လုပ်နိုင်မှာမဟုတ်နော်အဲ့ဒီအပေါ်မှာစိတ်မကောင်းဖြစ်တယ်အဲ့ဒီအတွက်အလ္လာဟ်ရှိမတ်တခင်ကာဒရညကိုချပေးလိုက်တချို့အဆိုတွေမှာတမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်ဖြစ်ရတစ်ခုပြောပြတယ်အဲ့ဒီဖြစ်ရမှာဗနီအစ္စရာအီလ်ခေတ်ကလူတစ်ယောက်နော်ဗနီအစ္စရာအီလ်ခေတ်ကပုဂ္ဂိုလ်တစ်ယောက်ကသူကလာပေါင်း1000အလ္လာဟ်ရဲ့ထံတော်မှာအီဘာဒတ်လုပ်ခဲ့နော်အဲ့ဒီအကြောင်းပြောပြတော့လေနော်ဆွာဘာတွေစိတ်မကောင်းဖြစ်နော်လာပေါင်း1000ဆိုတာအနှစ်80ကျော်တယ်ဒီတော့အနှစ်80ကျော်ဆိုတာငါတို့တက်တန်းတစ်ခုသာရှိတယ်ငါတို့သူ့ကိုလှုပ်ဘလူးမှလုံနိုင်မှာမဟုတ်နော်အဲ့ဒီအပေါ်မှာစိတ်မကောင်းဖြစ်တဲ့အပေါ်မှာအလ္လာဟ်ရှိမတ်တခင်ကဒရညကိုချပေးလိုက်တယ်ဆိုပြီးတော့လေလာရှိနော်နောက်အဆိုတွေမှာဒီလိုလေးပဲလာရှိတယ်အရင်အွမ်မတ်တွေမှာလူတစ်ယောက်ကသူတို့စဉ်ဖြစ်ဖို့အတွက်နော်အနည်းဆုံးသူကလာပေါင်း1000အီဘာဒတ်လုပ်မှသူတော်စင်ဖြစ်လာပေါင်း1000မပြတ်တမ်းအလ္လာဟ်ရဲ့အီဘာဒတ်လုပ်တော့မှပဲသူအလ္လာဟ်နဲ့နီးစပ်တယ်လို့သူ့ကိုသတ်မှတ်ကြနော်အဲ့ဒီအကြောင်းပြောပြတော့နော်ဆွာဘာတွေဝမ်းနေတယ်လာပေါင်း1000အီဘာဒတ်လုပ်မှအလ္လာဟ်နဲ့နီးစပ်မယ်ဆိုရင်ငါတို့ဒီတသက်ဖြစ်နိုင်ဖို့တော့မရှိတော့အဲ့ဒီအပေါ်မှာလည်းအလ္လာဟ်ရှိမတ်တခင်ဟာကာဒညကိုချပေးလိုက်တယ်ဆိုပြီးတော့လေလာရှိလေးစားအတဲမိတ်ဆွေညီနောင်များခင်များနော်ဒီတော့နော်ကဒညကိုအလ္လာဟ်ရှိမတ်တခင်အဲ့ဒီအပေါ်မှာချပေးလိုက်နော်ဒီဆူရာမှာအလ္လာဟ်ရှိမတ်တခင်အရင်ဆုံးအမိန့်ရှိတယ်အင်နာအန်ဇလနာဟူဖီလိုင်လတ်လ်ကဒ်နော်အလ္လာဟ်ရှိမတ်တခင်ဟာနော်အလ္လာဟ်ရှင်အမိန့်ရှိတယ်ငါအရှင်မြတ်ကတဲ့ကုရ်အာန်ကျမ်းတော်မြတ်ကိုဒီညမှာချပေးခဲ့ဒီတော့ကဒညရဲ့ထွတ်မြတ်မှုကိုကျွန်တော်တို့စဉ်းစားကြည့်အလ္လာဟ်ရဲ့ကလမ်ဘလောက်ထွတ်မြတ်အလ္လာဟ်ရဲ့ကလမ်ချပေးဖို့ကိုအလ္လာဟ်ဒီညကိုရွေးချယ်ခဲ့တယ်ဆိုတော့ဒီညရဲ့ထွတ်မြတ်မှုဒီဒါဘလောက်တောင်မှမြင့်မြတ်လွန်အံ့ကြီးလို့လေအလ္လာဟ်ရဲ့ကလမ်ကိုအလ္လာဟ်ဒီညကိုမှရွေးပြီးတော့ချပေးခဲ့ဒါနဲ့ပတ်သက်ပြီးတော့လေတဖ်ဆီရ်ပညာရှင်တွေကတင်ပြတယ်အချက်2ချက်ရှိတယ်ကုရ်အာန်ကျမ်းတော်မြတ်ကနော်ကြာရောက်မှု2ခုရှိတယ်တစ်ခုကဘာလဲဆိုတော့ကုရ်အာန်ကျမ်းတော်မြတ်ကိုအလ္လာဟ်ရှိမတ်တခင်ငကိုမူလကလောဟီမဟ်ဖူဇ်မှာအလ္လာဟ်ထားတာနော်အဲ့ဒီလောဟီမဟ်ဖူဇ်ကနေပြီးတော့ကုရ်အာန်ကျမ်းတော်မြတ်ကိုအလ္လာဟ်ရှိမတ်တခင်အစအနေအဆုံးတစ်ချိန်လေးတစ်ပြိုင်တည်းအရင်ဘယ်ကိုချပေးခဲ့လဲဆိုတော့မူးကောင်းကင်ပထမတက်မှာရှိတဲ့ဘိုင်တုလ်အစ်ဇာဆိုတဲ့နေရာကိုအလ္လာဟ်ရှိမတ်တခင်ချပေးခဲ့နော်အဲ့ဒီတော့ကတစ်ချိန်လေးတစ်ပြိုင်လေးတစ်ခါလေးကြတာကုရ်အာန်ကနော်လောဟီမဟ်ဖူဇ်ကနေမူးကောင်းကင်ပထမတက်မှာရှိတဲ့ဘိုင်တုလ်အစ်ဇာဆိုတဲ့နေရာကိုအဲ့ဒီချပေးခဲ့တဲ့ညဟာလေအဲ့ဒါကဒညဖြစ်ဒီတိုင်းပဲအဲ့ဒီဘိုင်တုလ်အစ်ဇာကနေပြန်ပြီးတော့လူတလောက်နော်အချိန်သိအခါသိလို့အလ္လာဟ်ရှိမတ်တခင်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆလမ်ကိုပြန်ပြီးတော့ကုရ်အာန်ကျမ်းတော်မြတ်တွေကိုချပေးခဲ့23နှစ်တာကြာအောင်အလ္လာဟ်ရှိမတ်တခင်ချပေးခဲ့အဲ့ဒီချပေးမှုရဲ့ပထမဦးဆုံးချပေးခြင်းဟာလေဘိညမှာဖြစ်ခဲ့တာလေကဒညမှာဖြစ်ခဲ့ဒီတော့ကုရ်အာန်နှစ်ခါချခဲ့တယ်နှစ်ခါလုံးကဒညကြီးပဲနော်လောဟီမဟ်ဖူဇ်ကနေမိုးကောင်းကင်ပထမတက်ကိုချပေးတဲ့အချိန်တုန်းကလေကဒညမှာပဲချပေးခဲ့တာမိုးကောင်းကင်ပထမတက်ကနေဒုနီယာကိုချပေးတဲ့အချိန်တုန်းကလေပထမဦးဆုံးကဒညမှာပဲချပေးခဲ့တာအဲ့ဒီအတွက်ကြောင့်မို့လို့အလ္လာဟ်ရှိမတ်တခင်ဟာအင်နာအန်ဇလနာဟူဖီလိုင်လတ်လ်ကဒ်လိုင်လတ်လ်ကဒ်ဆိုတဲ့ကဒညမြတ်မှာငါအလ္လာဟ်ရှိမတ်တခင်ဟာကုရ်အာန်ကိုချပေးခဲ့တယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာရှေ့မှာအလ္လာဟ်အမိန့်ရှိတယ်ဝါမာအဒရာကမာလိုင်လတ်လ်ကဒ်လိုင်လတ်လ်ကဒ်ဘာလေတိလာဝါမာအဒရာကအသင်တိလာလိုင်လတ်လ်ကဒ်ဘာလေဆိုတာလိုင်လတ်လ်ကဒ်ဆိုတာကဒညဆိုတာတဲ့ခိုင်ရုမင်အလ်ဖီရှာဟ်လာမောင်း1000ထပ်ပူပြီးတော့တာတဲ့ညလေးစားအတဲမိတ်ဆွေညီနောင်များခင်များလာမောင်း1000ထပ်ကိုပူပြီးတော့တာတဲ့ညဖြစ်ဒါနဲ့ပတ်သက်ပြီးပြင်နာရှင်တွေကတင်ပြတယ်အလ္လာဟ်ရှိမတ်တခင်ဟာဒီနေရာမှာနော်ခိုင်ရုံဆိုတဲ့စကားလုံးသုံးထားတယ်ခ
Khairun Suraga Arbibada Zagama, Pu Kauna, Pu Tara, Pu Myata Gubiora. Tajo Kadarnyaha, Lavon Tatone, Tatu Jare Nyamaho, Lavon Tatone, Nire Nya, Maho, Lavon Tatonda, Pu Tare Nya. These are Temisi, Nino Mia Kimia, Tajo Kadarnyama, Lutioka, Ibadat Loin, Lavon Tatone, Nire Sawapyama, Maho, Lavon Taton, Ibadat Lotane, Ture Sawapyama, Mo, Lavon Taton, the Poviro Ibadat Lote Sawapo, Yame Suro, Lavon Taton, the Pure Suro, Lavon Tatango Machina Mula, Lavon Tatango Machina Mula, Alashimat the King, Kairun Suvitinia Matondara, not at the Sipina Shinika Timjat. General Arbi Bada Zagama, a chapter sheep. No, General Myama Sui, Kupin, Se Surashid, Se Pin, Ya Surashid, Ya Pin, Town Surashid, Town Pin, Town Sheet, Town Pin, Thing Sheet. No, Arbi Majaro, Kuse Ya, Town Tibe Sheet, Town Oboma Zagalom machine. No, Sego Asher Lukore, no, Yago Mi Ahlukore, Tango Alfe Lukore, Town Yepoma Zagalon Tabiro, Adaptia Matonja. No, Turuga, Kay, no, Tatanu Yojine Suile, Towne Tasene Twilight, the Town Fiatuat, Tatanu Yojine Suile, Towne Yane Twilight, the Taim Fiatuat, no, Tatanu Yojine, the Town Sules Zagalon, Napian Tonlai, Tatam Fiatuat, Turusima, a means of Tonoa, Alpha Bay. Tiro Ari Alpha Sure, Town Sure, a Tono, Tonganan Sure, a Tonongo, Lashimet again, Dinyama, Tontara, Batia Lesuro, Kazanyaha, Lavon, Tatanta Putare Sura, Lavon, Tatanta Putara Le, Pinine, Lavon, Tatanta Pubiro Tarale, Pinine. These are Temisi, Ninomia Kimia, Tiro Kazanya, Tamyam Puti, Januru Taintalu, Kamalu Yama, Moho, Tijara, Tikazanyaha, Lavon, Tatanta Pubiro Ta. No, did not general Trachichi, Lavon Tatown Suraga, Nippon Shise Joshit, Nippon Shise, Tongin, Lila Shit, Lavon Tatawa, Lutioka, Kadarnyama, Ibadat Lolai, and Shise Jo, Ibadat Lolai de Sawape, no, Aguna Bani Israel Keka Turozenga, Nippon Shise Jo, Ibadat Lode Sure, a chong. Tamanamia cheese allows some Sohavari go, Jopiaro, Sohavari, one nere poma, Allah Kadarnya go chimney like Tiro Kadarnya Tanya Ibadat Locheha, Arid Bani Israel, Nepau Shesecho, Ibadat Lote, Tane Chanoru, Tobiro, Nidwabi Pet, Lisa attempting saying, Nomia Kimia, no, Anezo saying Nidwabi, Erita Pubu Be, Shiro. Tiro Chanoru Senaji, Lutio Yeboat Tatama, Kadarnya Tanyago, Mibiro, Ibadat Loke, Nipmount Shisecho, Ibadat Lote Sawa, Anezo. Tiro Lutio Tatama, Kadarabon Sana Kalo, Mige Bisoye, Tijare Arilu, no Nippon Toncho, Ibadat Lote Sawa, Yadabi. These are Temisi, Ninomia Kimia, Dido, Hadit Ali Razi Allah Tala and the King, Asotakushi, Alashimet the King Hare, Di Ummatku, Allah Azab Pilure, Sulushe, Allah Kadargo Chimya Mamaho. No, Kadargo Chimya Mamo, Di Ummatku, Allah Azab Mapijino, Di Ummatku, Allah Jahannam de, Machajino, Kadarnyalu, Nyamyugo, Allah Chimya Tara, Aritanya de Chanuru, Nyamyado, Sawatigo, Shalu Yabi Pit. Lisa Temisi, Ninomia Kimia, Diro Kadanyaha, General Balau Tumya Malesura, General Tishi Naimi, Kadanyaha, Imatamagu Be, Taintalu Maya, Mansalu Mayala on Tumya Tenya Pit, Sabiro Allah Mishi, the Tanazalul Malaika. No Kadanyama, Alashimet the King, Balu Lesuro, no Malaika Rigo, Alashimet the King, Sinta Siro Mure. No, Koran Mala Mishi, Ari Mala Igarine to what row, Badule Pale, so ye, Rusure Dule Pal, Rusura Badugu Piorale, Tafsip Inashini, Amiaduga Temjare, what Rusura Ara Jibrail get Amifie, the Ruhul Amin, Jibrail get Amiga, Jibrail Ham, Yipatwigo, Toyon Tayon Kesane to Saint Laramo. No, to imita Yichi de Kesari nebe to Saint Lat, Nabirego, Wahi Pucha me Kesari, Nabirego, Alapagani, the Nenzagari, Pia me, Kesari Launebe, Jibrailga Saint Lat, Tupi me, Adinyama, Kadanyama, Allah Shemet the Keha, Jibrail Puraingo, Mi Patrigo, Saint Kindness, or Janurutinaji, Kadanyaye, Tomyamu Balaushi Malay. These are Temisi, Ninomia Kimia, Tiro Alashimet the Keha, Timala Ikari Gogo, Jibrail Gogo, Bachao, Kadarnyama, Lashim, Yipatrigo, Sinkayarale,
ဒါနဲ့ပတ်သက်ပြီးတော့လေ tafsir ပညာရှင်တွေကပုံစံအမျိုးမျိုးဖွင့်ဆိုတဲ့အဲ့ဒီတဲကဖွင့်ဆိုမှုတစ်ခုကဘာလဲဆိုလို့ရှိရင်အလ္လာဟ်ရှိမတ်သခင်ဟာပထမဦးဆုံးလူသားကိုဖန်ဆင်းမယ်ဆိုတဲ့အကြောင်းဒုနီယာလောကမှာလူသားကိုအလ္လာဟ်ရဲ့ခလီဖာဖြစ်နေခန့်အပ်မယ်ဆိုတဲ့အကြောင်းကျင်ညာတဲ့အခါမှာနော်ဒီမလာအီကာတွေအားလုံးကန့်ကွက်ကြနော်ဝယက်စဘီကိုဒီမာနော်လူတွေဘာလို့မလဲဆိုတော့သွေးချောင်းစီးအောင်လို့နော်ဝနဟ်နုနုဆပ်ဘီဟူဘီဟမ်ဒီကာဝနုကတ်ဒီဆူလက်နော်ကျွန်တော်တို့တွေကအချိန်တိုင်းအလ္လာဟ်ရဲ့ဟမ်ဒီတွေအလ္လာဟ်ရဲ့တစဘီတွေကျွန်တော်တို့အချိန်တိုင်းပတ်နေတာဒီတော့ဒီလူတွေကဒီလိုလုပ်မှာမဟုတ်နော်ဒီလူတွေကဒုနီယာရဲ့မြေပြင်မှာဖစ်နာဖဆတ်တွေလုပ်ပြီးတော့သွေးချောင်းစီးအောင်လုပ်မဲ့သူတွေနော်ဒီတော့ဖရစ်စတာတွေကအလ္လာဟ်ရှင်မြတ်တခင်ဖန်ဆင်းမှာကိုဖရစ်စတာတွေစိုးရင်ကြဒီလူတွေကိုသာဖန်သိရင်ဒီလူတွေပြဿနာကြီးဖန်တီးမယ်ဖစ်နာတွေလုပ်မယ်ဖဆတ်တွေလုပ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့ဖရစ်စတာတွေကတစ်ချိန်လုံးကနော်ဒီလိုပြောဘူးတဲ့အတွက်အလ္လာဟ်ရှင်မြတ်တခင်ဟာကဒရညရောက်လာတဲ့အခါမှာဖရစ်စတာတွေကိုမြေပြင်ပေါ်ဆင်းခိုင်းပြီးအလ္လာဟ်ကြည့်ခိုင်းတယ်အသင်တို့တစ်ချိန်လုံးကပြောခဲ့တယ်လူသားတွေကိုဖန်သိမယ်ဆိုရင်အဲ့ဒီလူသားတွေဟာမြေပထဝီမှာသွေးချောင်းစီးအောင်လုပ်မယ်ပြဿနာတွေကိုဖန်တီးမယ်အဖြတ်အမှောက်တွေလုပ်မယ်လို့အသင်တို့ပြောခဲ့ကြတယ်အခုအဲ့ဒီလူသားတွေကိုကြည့်ဘလို့ငါရဲ့အီဘာဒတ်တွေကိုလုပ်နေလဲဘလို့ငါအစီမှာငုံငိုပြီးတော်တွေတောင်းနေကြလဲဘလို့တောက်ပါတွေလုပ်နေကြလဲအခုလိုက်ကြည့်တန်းဆိုပြီးတော့အလ္လာဟ်ရှင်မြတ်တခင်မလာအီကာတွေကိုအလ္လာဟ်ရှင်မြတ်တခင်ပြဖို့အတွက်နော်ကဒရညမှာအလ္လာဟ်ရှင်မြတ်တခင်မလာအီကာတွေကိုမြေပထဝီကိုဆင်းခိုင်းခြင်းဖြစ်တယ်ဆိုပြီးတော့လေတင်ပြနော်နောက်ထပ်တချို့အဆိုတွေမှာလာရှိတယ်အလ္လာဟ်ရှိမတ်တခင်ဟာမလာအီကာတွေကိုကဒညမှာဆင်းခိုင်းပြီးတော့အလ္လာဟ်ဒီတောင်းဝန်ပေးတယ်နော်ဘေးတောင်းဝန်လေကဒညမှာအီဘာဒတ်လုပ်နေတဲ့သူတွေကိုလိုက်လံနှုတ်ဆက်ခိုင်းတယ်လိုက်လံဆလမ်ပေးခိုင်းတယ်ဒီတော့မလာအီကာတွေကဆင်းလာပြီးတော့ကဒညမှာဘသူဟာအီဘာဒတ်ထဲမှာရှိနေလေဘသူအီဘာဒတ်ထဲမှာနင်မိုးနေလေအဲ့ဒီလူတွေကိုလိုက်ပြီးတော့နော်သူတို့ရဲ့ဒူအာတွေမှာအာမင်လိုက်ပြီးတော့ဆိုတယ်သူတို့ကိုလိုက်ပြီးတော့ဆလမ်ပေးတယ်သူတို့ကိုလိုက်ပြီးတော့နှုတ်ဆက်တယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့တချို့ပညာရှင်တွေကတင်ပြဒီတော့လူတွေကိုကဒရညမှာမလာအီကာတွေကလာပြီးနှုတ်ဆက်တယ်ဆိုတော့ကျွန်တော်တို့နှုတ်ဆက်တာကိုဘယ်လိုလုပ်သိမလဲတဲ့ဒီတော့တချို့ပညာရှင်တွေကတင်ပြတယ်အကယ်၍ကဒရညမှာအီဘာဒတ်လုပ်ရင်နဲ့ဒွါတွေတောင်းရင်နဲ့ရင်ထဲကနေငူကျင်စိတ်တွေပေါ်လာတယ်တမှုထူးတဲ့ခံစားချက်တွေဖြစ်လာတယ်ဆိုလို့ရှိရင်သိကြပြီသူ့ကိုဖရစ်စတာတဘာဘာမလာအီကာတဘာဘာကလာပြီးတော့သူ့ကိုနှုတ်ဆက်လိုက်တာသူ့ကိုလာပြီးတော့ဆလမ်ပေးလိုက်တာပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များအလ္လာဟ်ရှိမတ်တခင်အဲ့ဒီအတွက်ကဒရညမှာမလာအီကာတွေကိုဒုနီယာရဲ့မြေပြင်ကိုဆင်းသက်စေတယ်ဆိုပြီးတော့လေလာရှိနောက်တော့တစ်ချက်ကပါလေဒီအာယတ်မှာအလ္လာဟ်အမိန့်ရှိထားတယ်နော်တနဇ္ဇလုလ်မလာအီကတုဝရ်ရူဟူဖီဟာဘီအစ်နီရဘ်ဘီဟင်မင်ကုလ်လီအမ်နော်မလာအီကာတွေဟာမြေပထဝီကိုဆင်းကျင်တိုင်းဆင်းလို့မရဘီအစ်နီရဘ်ဘီဟင်အလ္လာဟ်ရဲ့ခွင့်ပြုချက်ရှိမှပဲသူတို့ဆင်းလို့ရအဲ့ဒီညမှာသူတို့ဆင်းလာတယ်ဆိုတာလေအလ္လာဟ်ကသူတို့ကိုခိုင်းလို့အလ္လာဟ်ရှိမတ်တခင်သူတို့ကိုဆင်းဖို့အတွက်ခွင့်ပြုလို့သူတို့ဆင်းလာတာဖြစ်တယ်မင်ကုလ်လီအမ်ရသူတို့ဟာအမိတ်ပညာချက်တွေလုပ်ငန်းဆောင်တာတွေကိုယူပြီးတော့ဆင်းလာတယ်အဲ့ဒါတွေနဲ့အတူတကွဆင်းလာတယ်ဆိုတဲ့အလိုသဘောကဒီလိုလေးဖြစ်လိမ့်မယ်အလ္လာဟ်ရှိမတ်တခင်သူတို့ကိုခိုင်းလိုက်ဘသူရဲ့တက်ဒီမှာဘေရူစီတွေကိုတွားပြီးတော့ပို့လိုက်နော်ဘသူရဲ့တက်ဒီမှာဘာပို့လိုက်အဲ့ဒီအမိတ်ပညာချက်တွေကိုကင်ပြီးတော့သူတို့ကဒရညမှာဆင်းလာကြတယ်ဆလာမွန်ဟီယာဟတ်တာမတလာအီလ်ဖဂျ်အလ္လာဟ်ရှင်အမိန့်ရှိတယ်ကဒရညဆိုတာကအစိတ်ပိုင်းလေးတစ်ခုပဲမဟုတ်နော်ကဒရညဆိုတာအချိန်တူတူလေးမဟုတ်ဆလာမွန်အဲ့ဒီကဒရညရဲ့ဘရကတ်တွေဆလာမတ်တွေကဘယ်အချိန်လေးရှိမှလဲဆိုရင်ဟီယာဟတ်တာမတလာအီလ်ဖဂျ်နော်ဘေးအချိန်လေးရှိမှလဲဖဂျ်မဝင်မချင်းကဒရညရဲ့ဆလာမတ်တွေဘရကတ်တွေရဟမတ်တွေရှိနေမှာဖြစ်တယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒါကြောင့်နော်ကဒရညနဲ့ပတ်သက်ပြီးပညာရှင်တွေကတင်ပြနော်ကျွန်တော်တို့အခုလိုကဒရညတွေရောက်လာမယ်ရှဘီဘရတ်ညတွေရောက်လာမယ်ဆိုလို့ရှင်နော်တချို့လူတွေဒီလိုထင်ကြတယ်အဲ့ဒီညမှာတညလုံးမအိပ်ဘဲနေနေရနော်မအိပ်ဘဲနေနေရအီဘာဒတ်လုပ်တည်ဖြစ်မလုပ်တည်ဖြစ်မအိပ်ဖို့ကပူပြီးတော့အရေးကြီးတယ်အိပ်လိုက်ရင်တော့သွားလိုက်ပြီဘာဆဝတ်မှရတော့မှာမဟုတ်ဒီတော့ကျွန်တော်တို့ကတယောက်နဲ့တယောက်မေးရင်ဒီလိုပဲမေးတာခင်ဗျာဒီညအိပ်မှာလားခင်ဗျာငါဒီညမအိပ်ပဲနေမှာကွာမအိပ်ယုံနဲ့တင်ဒါလုံလောက်တယ်လို့ထင်တယ်အမှန်တကယ်ကတော့အဲ့ဒီလိုမဟုတ်နော်အိပ်ချင်းမအိပ်ချင်းကအဓိကမကြောက်အဓိကကအီဘာဒတ်လုပ်ဖို့ကအဓိကကြ
ဒီတော့ကျွန်တော်တို့မအိပ်ရဘူးဆိုတာလည်းမရှိနော်ဒါကြောင့်ပြဏရှင်တွေကတင်ပြတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်ရဲ့ဘဝတတန်းမှာတဲ့တမန်တော်ညအစအနေညအဆုံးထိမအိပ်ပဲနဲ့အီဘာဒတ်လုပ်ခဲ့တယ်ဆိုတာတမန်တော်မရှိတမန်တော်မြတ်ဆလောဆမ်ရဲ့အာဒတ်ကပါလေတမန်တော်ညရဲ့အစိပ်အပိုင်းအများစုကိုအီဘာဒတ်လုပ်တယ်အဲ့ရင်လေခဏလေးပဲတမန်တော်အိတ်လေးရှိတယ်ဒါပေမဲ့အဲ့ဒါကတရက်နှစ်ရက်ပဲမဟုတ်တမန်တော်နေ့တိုင်းညတိုင်းတတလုံးအဲ့ဒီပုံစံနဲ့ပဲတမန်တော်ကုံဆုံးတယ်ကျွန်တော်တို့ကကတညတညလောက်ပဲမအိပ်ပဲနေတာတမန်တော်မြတ်ကြီးဆလောဆမ်ကညစဉ်ညတိုင်းညရဲ့အစိပ်ပိုင်းအများစုကိုတမန်တော်မအိပ်ပဲနဲ့နေပြီးတော့အီဘာဒတ်လုပ်လေးရှိတယ်ခဏလေးပဲတမန်တော်အိတ်ဆက်ဒါကြောင့်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်နဲ့ပတ်သက်ပြီးလာရှိတယ်တမန်တော်မြတ်ဆလောဆမ်ညဘက်ရောက်ပြီဆိုရင်ဆိုးစီတမန်တော်နားတယ်နော်အရှာဖတ်ပြီးသွားပြီတခြားဘာမှဆောင်ရွက်စရာမရှိဘူးဆိုရင်တမန်တော်နားတယ်နားတာလေအချာကြီးမနာကိုခဏပဲတမန်တော်နားတယ်နော်ခဏအိတ်ဆက်တယ်အိတ်ဆက်ပြီးသွားတဲ့အခါမှာတမန်တော်အင်မတန်စောစီကိုအေးအတာပြီးတော့တာဂျုနမတ်ကိုဖတ်တာဂျုနမတ်ကိုတမန်တော်ဒီလောက်အထိဖတ်တယ်ဒီလောက်အထိဖတ်နော်တချို့တွေဝိုင်းတေမာလာရှိတယ်တမန်တော်မြတ်ဆလောဆမ်တာဂျုနမတ်ဖတ်နေတဲ့အချိန်ဆွာဘာတပါရောက်လာတဲ့အခါအဲ့ဒီဆွာဘာကတမန်တော်နဲ့အတူတာဂျုနမတ်မှာသူအနောက်မှာလိုက်ဖတ်မယ်ဆိုပြီးတော့သူတမန်တော်ရဲ့အနောက်မှာအစ်တီဒါလုပ်လိုက်နော်အဲ့ဒီလိုလုပ်ရင်းနဲ့သူစဉ်းစားတယ်တမန်တော်မြတ်ဆလောဆမ်ဆူရာဖာတီယာဖတ်တယ်ပြီးတဲ့အခါမှာဆူရာဘကရာဖတ်တယ်သူတွေးတယ်ဆူရာဘကရာရဲ့နည်းနည်းပါးပါးဖတ်ပြီးရင်တော့တမန်တော်ရူကူသွားလိုက်မှာပဲဒါပေမဲ့သူနားထောင်တယ်နောက်ဆုံးဆူရာဘကရာတစ်ခုလုံးပြီးသွားတယ်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်ရူကူမသွားသေးပဲနဲ့ဘာဆက်ဖတ်လဲဆူရာအာလီအီမရန်ဆက်ဖတ်သည်နောက်ဆုံးဆူရာအာလီအီမရန်တစ်ခုလုံးပြီးသွားမှာတမန်တော်မြတ်ဆလောဆမ်ရူကူသွားတယ်ရူကူကနေပြန်ထစိတ်ဓာတ်လုပ်ပြီးပြန်ထပြီးဒုတိယရကတ်မှာဆူရာနေဆာအစအဆုံးဖတ်ပြီးတော့နောက်တရကတ်ကရူကူသွားတယ်ဒီတော့ကျွန်တော်တို့တွေးကြည့်တမန်တော်မြတ်ကြီးကနှစ်ရကတ်ထဲမှာကျမ်းတော်မြတ်ကုရ်အာန်၅ပါးကြော်တီလာဝတ်လုပ်လိုက်တယ်လိစာအတေမိတ်စီညီနောင်များခင်များဒီတော့တမန်တော်ဟာတာဂျွတ်ကိုအဲ့ဒီလိုဖတ်နော်ဒီနေ့ကျွန်တော်တို့တာဂျွတ်ဖတ်တယ်ဆိုရင်9မိနစ်မှာ4ရကတ်လောက်ကျွန်တော်တို့ပြီးအောင်ဖတ်လိုက်တမန်တော်မြတ်ကြီးဆလောက်ဆမ်2ရကတ်ကိုအဲ့ဒီလိုအချိန်ယူပြီးဖတ်တမန်တော်မြတ်ကြီးဆလောက်ဆမ်နဲ့ပတ်သက်ပြီးလာရှိတယ်တမန်တော်ဟာအခုလိုလမ်းမြတ်ရမ်ဇန်ကြီးရောက်လာပြီဆိုရင်ပို့လို့တမန်တော်အီဘာဒတ်လုပ်နော်ဟာဒီသ်တော်တရားမှာလာရှိတယ်လမ်းမြတ်ရမ်ဇန်ရဲ့နောက်ဆုံး10ရက်ရောက်ပြီဆိုလို့ရှိရင်တဲ့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်ပစိုးကိုခိုင်ဝစ်လိုက်တယ်တဲ့ဒီတော့ပစိုးခိုင်ဝစ်လိုက်တယ်ဆိုတဲ့အလိုသဘောကပါလေအီဘာဒတ်ကိုမြောင်စွာလုပ်ဖို့အတွက်အီဘာဒတ်ကိုအချိန်တိုင်းနှစ်ထားဖို့အတွက်ကျွန်တော်တို့အရေးကြီးတဲ့အလုပ်တစ်ခုလုပ်ရတော့မယ်ဆိုရင်ပစိုးတွေပြင်ပြီးတော့ခိုင်ဝစ်လိုက်ခဏပစိုးပြန်ဝစ်နေရရင်လောက်ရတာကန်ရတာအလုပ်ရှုပ်လိုက်အဲ့ဒီအတွက်ဒီသဘောပဲတမန်တော်မြတ်ဆလောဆမ်ဒါလောက်ပစိုးခိုင်ဝစ်လိုက်တယ်ဆိုတဲ့သဘောကအီဘာဒတ်ထဲမှာလုံးဝနစ်မုန်းပြီးတော့အချိန်ပြီးတော့မှဖြစ်တဲ့အတွက်နော်တချို့ဒီ story မှာလာရှိတဲ့တမန်တော်ဒီလိုရက်တည်ရောက်လာပြီဆိုရင်တမန်တော်ဒီလောက်အီဘာဒတ်တုတ်တယ်တဲ့တမန်တော်ရဲ့ခြေထောက်တွေရောင်ကိုင်းသွားပြီလိစာအတေမိတ်စီနေနောက်မြခင်များအဲ့ဒီလိုရောင်ကိုင်းပြီးတော့ကိုတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်အီဘာဒတ်လုပ်တယ်နော်တမန်တော်မြတ်ဆလောဆမ်စိတ်သာဘယ်လိုလုပ်လဲဟာဇတ်အိုင်ရှာတခင်မတင်ပြတယ်တခါတမန်တော်စိတ်သာသွားလိုက်ရင်စိတ်သာထဲမှာဒီလောက်အထိကြာတယ်ကျွန်မစိုးရိမ်စိတ်တွေဝင်လာတယ်စိတ်သာထဲမှာပဲတမန်တော်မြတ်ကြီးရဲ့ဝိညာဉ်ကိုအလ္လာဟ်ရုပ်သိမ်းသွားပြီလားကျွန်မအဲ့ဒီလိုတောင်မှစိုးရိမ်စိတ်ဝင်တယ်တမန်တော်ရဲ့စိတ်သာတွေအဲ့ဒီလောက်ကြာတာတကြိမ်တစ်ခါမှာဟာဇတ်အိုင်ရှာတခင်မကတမန်တော်ကိုရှောက်ထားတယ်။အိုကိုတော့ဘာဖြစ်လို့တလောက်ငူတာလဲ။သူကတောင်းရင်လည်းအင်မတန်ငူတယ်။နမတ်ဖတ်ရင်လည်းခြေထောက်တွေရောင်ကိုင်းလောက်အောင်နမတ်ဖတ်တယ်။နော်ကိုရိုနဲ့ပတ်သက်ပြီးတော့အလ္လာဟ်ရှင်မတ်တခင်နော်ကုရ်အာန်မှာအမိန့်ရှိပြီးသားအလုံးစုံခွင့်လို့မယ်ကိုရိုမြတ်ကြီးဘာလို့ခြင်းလဲအဲ့ဒါပေးမယ်ကိုရိုမြတ်ကိုခြေနဲ့နှစ်သက်ပြီးသားနော်တလောက်အလ္လာဟ်အမိန့်ရှိတာတော့မှကိုရိုပါကြောက်တလောက်ငုံပြီးအီဘာဒတ်တွေနော်ဒူအာတွေတောင်းရတာလေခြေတွေရောင်ကိုင်းတဲ့အထိဘာလို့အီဘာဒတ်လုပ်ရတာလဲတမန်တော်အမိန့်ရှိတယ်နော်ငါအဲ့ဒီအပေါ်မှာကျေးဇူးတည်တတ်တဲ့ဘန္တာတယောက်ဖြစ်ခြင်းလို့အလ္လာဟ်ရဲ့ချီးမြှောက်မှုအပေါ်မှာကျေးဇူးတည်တတ်တဲ့ဘန္တာတယောက်ဖြစ်ခြင်းလို့ငါအင်မတန်နော်အလ္လာဟ်ရှင်မတ်တခင်အလုံးစုံခွင့်လွတ်တယ်အလုံးစုံချီးမြှောက်မယ်ဆိုတာဂရိယာထားတော်လဲပဲတမန်တော်ခြေထောက်တွေရောင်ကိုင်းတဲ့ဒီအီဘာဒတ်လုပ်တယ်ကျွန်တော်တို့ကဘာဂရိမှမရှိနော်ကျွန်တော်တို့ကဘာမှထိခံတာမရှိဘူးမနောက်ပြန်ဂျန်နတ်သွားဖို့ကအဝေးကြီးနော်ဂုဏာတွေကတပုံကြီးဂျဟန္နမ်နဲ့နီးနေတယ်ဒါပေမဲ့ကျွန်တော်တို့အီဘာဒတ်လုပ်ဖို့
ပြေးနေတော့ပဲအီဘာဒတ်လုပ်ဖို့အချိန်မပြီးခြင်းဘူးဖြစ်နေတော့ပဲကျွန်တော်တို့အပေါ်မှာဘာမှမသိကြတာကိုကျွန်တော်တို့အီဘာဒတ်မလုပ်ခြင်းကြောင့်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါစလမ်လုံးဝသိကြပြီးတာတော့မှတလောက်အီဘာဒတ်လုပ်တဲ့လေးစားအတဲမိတ်ဆွေနေတော်များခင်များဒီတော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါစလမ်အင်မတန်အီဘာဒတ်လုပ်ဒါပေမဲ့တမန်တော်ရဲ့အာဒတ်တစ်ခုကဘာရှိလဲဆိုတော့တမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်အီဘာဒတ်လုပ်တယ်ညအချိန်မှာအီဘာဒတ်လုပ်တယ်တာဂျွတ်ပတ်ဖိုင်နဲ့အခုညရဲ့နောက်ဆုံးအချိန်ရောက်လာပြီဆိုရင်တော့ဒါကရမ်ဇန်မဟုတ်တဲ့လတွေမှာတော့တမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ခဏဘာလုပ်လို့ရှိလဲနားလေးရှိတယ်နားပြီးတော့မှဖဂျ်အချိန်ကြတော့မှပြန်ပြီးတော့တမန်တော်ထလေးရှိတယ်နော်ဒါနဲ့ပတ်သက်ပြီးတော့နော်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါစလမ်ဒီလိုလုပ်ပေမဲ့ဒါဟာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါစလမ်ရဲ့အရေးချင်းအင်အားဖြစ်နော်ကျွန်တော်တို့သွားလုပ်မယ်ဆိုရင်တော့ရမှာမဟုတ်ကျွန်တော်တို့တညလုံးအီဘာဒတ်လုပ်ပြီးတော့မနက်3နာရီခွဲလောက်မှကတ်အိပ်ပြီးဖဂျ်ပြန်ထမယ်ဆိုရင်အဲ့ဒါဘာဖြစ်သွားလိမ့်မလဲဖဂျ်နိုးဖို့တေးကြတော့မှမဟုတ်ဒါပေမဲ့တမန်တော်ရဲ့အာဒတ်ပေါ့တမန်တော်ခဏလေးညအိပ်တယ်ခဏလေးအကြာကြီးမဟုတ်ခဏလေးနော်အိပ်ပြီးတော့တမန်တော်မြတ်ကြီးဖဂျ်အချိန်ရောက်ရင်ပြန်ပြီးတော့ထလာတယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီလိုတင်ပြချင်တာကကျွန်တော်တို့ကဒန်ညမှာညာလုံးပေါက်မအိပ်ပေးနေရမယ်ဆိုတာမဟုတ်နော်အကယ်၍ကျွန်တော်လုံးဝ fresh ဖြစ်နေတယ်ညာလုံးပေါက်လန်းနေတယ်အီဘာဒတ်လုပ်နေတယ်အင်မတန်ကောင်းတဲ့ကိစ္စပဲအကယ်၍ကျွန်တော်တို့အီဘာဒတ်ကတော့အခုညရဲ့အစမှာလှုပ်တယ်မနိုင်တော့ရင်အိတ်လိုက်အီဘာဒတ်ကဘာလဲဆိုတော့အီဘာဒတ်လုပ်တဲ့နေရာမှာရှင်ပြလုပ်ဖို့လေလိုအပ်သေးတယ်နော်ကျွန်တော်တို့အိတ်ချင်ပြီးတော့မျက်နှာကြီးမှုန်ကုတ်ပြီးလုပ်တဲ့အီဘာဒတ်မျိုးမဖြစ်ရအောင်အီဘာဒတ်ကိုရှင်ပြနဲ့လန်းဆန်းလုပ်တဲ့အီဘာဒတ်မျိုးဖြစ်ရဒီတော့ကဒန်ညမှာကျွန်တော်တို့နော်ညရဲ့အများစုအီဘာဒတ်လုပ်ပါခဏတာအိတ်ဆက်ချင်လေဒါရနော်အဲ့ဒီတော့ဒါက29ရက်ညမှာတော့ကျွန်တော်တို့များသောအားဖြင့်နော်ညာလုံးပေါက်နီးနီးအီဘာဒတ်လုပ်ကြမယ်သူတွေကြီးပဲ29မဟုတ်တဲ့တခြားညတွေမှာနော်ကျွန်တော်တို့ညရဲ့အစိပ်ပိုင်းတစ်ခုလောက်ကိုထုတ်ပြီးတော့ကျွန်တော်တို့အီဘာဒတ်လုပ်ပါဒီတော့ကဒန်ညရောက်လာပြီဆိုလို့ရှိရင်ဘာအီဘာဒတ်လုပ်ကြမလဲဒါနဲ့ပတ်သက်ပြီးတော့ပြည့်နှက်ရှင်တွေကတင်ပြတချို့ပြည့်နှက်ရှင်တွေကတင်ပြတယ်ဟာဒီသ်တော်မှာတမန်တော်အမိန့်ရှိတာတယ်မန်ကာမလိုင်လတ်လ်ကဒ်မန်ကာမလို့တင်ပြထားတဲ့အတွက်ဒီနေရာမှာနော်ကာမဆိုတာဒါနမတ်ဖတ်ခြင်းကိုရည်ညွှန်းတာအဲ့ဒီအတွက်ကဒညမှာနဝါဖီလင်များမြောင်စွာဖတ်သိနေဆိုပြီးတော့လေတင်ပြတချို့ပညာရှင်တွေကတင်ပြတယ်ဟာဇတ်အိုင်ရှာတခင်မကတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါစလမ်ကိုရှောက်ထားပြီးမြန်တယ်ဥကူတော့ကျမကဒညသာရခဲ့မယ်ခြုံခဲ့မယ်မိခဲ့မယ်ဆိုရင်ကဒညမှာကျမဘာဒူအာတောင်းရမလဲအဲ့ဒီအခါတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါစလမ်ဒီဒူအာတင်ပြီးတယ်အလ္လာဟူမာအင်နကာအဖူဝန်တူဟစ်ဘူလ်အဖဝါဖာဖူအန်နီအလ္လာဟူမာအိုအလ္လာအင်နကာမို့ချမလွဲအရှင်မြတ်ဟာအဖူဝန်အင်ဒမကိုပဲခွင့်လွတ်တော်မူသောအရှင်ဖြစ်ပါတယ်တူဟစ်ဘူလ်အဖဝါခွင့်လွတ်ခြင်းကိုလည်းနှစ်သက်တော်မူသောအရှင်ဖြစ်ပါတယ်ဖာဖူအန်နီကျွန်တော်မျိုးကိုခွင့်လွတ်တော်မူပါလေးစားအတဲမိတ်ဆွေညီနောင်များခင်များနော်အဲ့ဒီဒွါလေးကိုတောင်းဖို့တမန်တော်သင်ပေးထားတယ်ဆိုတော့ဟာဇတ်ဆူဖျန်ဆော်ရီရာဟ်မတ်တူလာအလိုင်တခင်ကအမိန့်ရှိတယ်ဒီတော့ကဒရညမှာကျွန်တော်တို့ဒွါရီများမြောင်စွာတောင်းတင်တယ်အဲ့ဒီဒွါရီထဲမှာလည်းအထူးသဖြင့်ဘာနဲ့ပတ်သက်ပြီးတောင်းတင်လဲကျွန်တော်တို့မဂ်ဖီရတ်ရဖို့ကျွန်တော်တို့ရဲ့တောက်ပါတွေကဘူလ်ဖြစ်ဖို့အဲ့ဒီအချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့အဓိကတောင်းတင်တယ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များကဒညဟာနော်29ရက်ဖြစ်နိုင်ချေရှိခြင်းရဲ့အဆိုတွေလည်းအမြောက်အများရှိတယ်နော်အမြောက်အများရှိတဲ့အတွက်လည်းပဲပြဏရှင်တွေအများစုကကောတကဘာလုံးအတိုင်းတာမှာကော29ညကိုပူပြီးတော့အလေးပေးကြနော်ဒါနဲ့ပတ်သက်ပြီးတချို့လက်တီဖာလေးတွေလည်းရှိနော်ဆူရတ်ကဒ်မှာတဲ့အင်နာအန်ဇလ်နာဟူဖီလိုင်လတ်လ်ကဒ်နော်အဲ့ဒီလိုစကားလုံးတစ်လုံးတိုင်းအင်နာဆိုတာတစ်လုံးအန်ဇလ်နာဟူဆိုတာတစ်လုံးအဲ့ဒီလိုလိုက်ရည်မယ်ဆိုရင်ဆူရတ်ကဒ်အစအဆုံးမှာစကားလုံးပေါင်း30ရှိတယ်တဲ့နော်အစအဆုံးမှာ30ရှိတယ်အဲ့ဒီထဲမှာနောက်ဆုံးမှာဟီယာဆိုတဲ့စကားလုံးရှိတယ်ဆလာမွန်ဟီယာဟတ်တာမတလာအီလ်ဖဂျ်နော်အဲ့ဒီဟီယာဆိုတဲ့နော်စကားလုံးကဒါဟာ28လုံးမြောက်လာတဲ့စကားလုံးဖြစ်အဲ့ဒီဟီယာရဲ့နန်စားကဘာကိုရည်ညွှန်းတာလဲဆိုတော့လိုင်လတ်လ်ကဒ်ဆိုတာကိုရည်ညွှန်းတာအဲ့ဒီအတွက်ကြောင့်မလို့တချို့ပညာရှင်တွေကတင်ပြတယ်ဒီဆက်ဆက်မှုအရာလေနော်ဘာသိရလဲဆိုရင်ကဒရညသည်28ရက်နေ့ညဖြစ်နိုင်ခြေအရှိဆုံးဆိုတာနော်သိရတယ်ဆိုပြီးတော့လေတချို့ပညာရှင်တွေကတင်ပြတချို့ပညာရှင်တွေကလည်းဒီလိုဆိုတယ်တခါကားတဲ့ဟာဇတ်ဥမာရဇီအလ္လာဟူတာလာအန်ဟူတခင်ရဲ့ခေတ်အခါမှာဟာဇတ်ဥမာတခင်ကပညာရှင်တွေကိုခေါ်ပြီးတော့ဟာဇတ်ဥမာတခင်ကကဒရညဘယ်ညဖြစ်နိုင်ခြေရှိလဲဆိုတာနဲ့ပတ်သက်ပြီးနော်မင်းမြန်နဲ့မရှောရာလုပ်တဲ့အခါမှာအဲ့ဒီအခါမှာတော်တော်များများကအဆိုတွေတင်ပြတဲ့အခါ
อับดุลลาห์บินอับบาสตะเคနော်အဗ်ဒူလာဘင်အဘတ်စ်ကိုအလ္လာဟ်ရှိမတ်တခင်ဟာကုရ်အာန်ရဲ့အီလမ်တော်တော်ချင်းမြတ်ထားဒီတော့အဗ်ဒူလာဘင်အဘတ်စ်တခင်ကဟဇ်ဥမာကိုတင်ပြတယ်နော်ဆူရာကဒ်မှာလိုင်လတ်ုလ်ကဒ်ဆိုတဲ့စကားလုံး၃လုံးပါတယ်၃နေရာမှာပါတယ်လိုင်လတ်ုလ်ကဒ်ဆိုတဲ့စကားလုံးမှာနော်အခရာပေါင်း၉လုံးပါတယ်ဒီတော့၃နေရာမှာ၉လုံးစီပါတဲ့အခါကျတော့မြှောက်ကြည့်လိုက်ရင်29ဆိုတဲ့အဖြေရတဲ့အတွက်ကဒ်ညဟာရမ်ဇန်ရဲ့29ရက်နေ့ညမှာပဲဖြစ်မယ်ဆိုပြီးတော့ဟာဇတ်အဗ်ဒူလာဘင်အဘတ်စ်တခင်ကတင်ပြတော့အဲ့ဒီအဆိုကိုဟာဇတ်ဥမာတခင်ဟာတော်တော်လေးကိုမှနှစ်သက်သွားတယ်လေးစားအတဲမိတ်ဆွေနီးနောင်မြခင်များနော်အမှန်တကယ်တော့ကဒ်ညဘေညလေးဆိုတာနဲ့ပတ်သက်ပြီးတိတိကျကျတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ကိုအလ္လာဟ်ရှိမတ်တခင်ဟာအတိပေးလိုက်နော်အတိပေးလိုက်ဒီတော့တမန်တော်အိမ်မှာဝဟီကြလာတဲ့ကဒ်ညဘေညလေးဆိုတာအခုသိသွားတဲ့အခါတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ကနော်အပြင်ကိုတမန်တော်ပြောပြဖို့စွာပါရီကိုပြောပြဖို့ဆိုပြီးတမန်တော်ထွက်လာတဲ့အချိန်အပြင်မှာဘာဖြစ်လဲဆိုတော့စွာပါနှစ်ပါးအချင်းများနေနော်စကားများနေတော့တမန်တော်အဲ့ဒီစကားများနေတဲ့ကိစ္စကိုဝင်ပြီးတော့တမန်တော်ဖြန့်ဖြေပြီးသွားတဲ့အခါကျတော့တမန်တော်အမိတ်ရှိတယ်ငါထွက်လာတဲ့ယူရချက်ကကဒ်ညဘေညလေဆိုတာကိုပြောပြဖို့အတွက်ထွက်လာတာအခုအပြင်ရောက်ရင်းနဲ့သူတို့ရဲ့ပြဿနာကိုဖြန့်ဖြေပြင်းနေအခုငါ့ကိုအလ္လာဟ်ရှင်မြတ်တခင်အဲ့ဒီအတိပြန်ပြီးတော့ရုပ်သိမ်းလိုက်ပြီအခုမရှိတော့မိသွားပြီဒါလည်းအလ္လာဟ်ရဲ့မန်ရှာပဲလေးစားအတ္တမိတ်ဆွေညီနောင်များခင်များပြင်းတဲ့ရှင်တွေကတင်ပြကဒ်ညတာဘေညလေအလ္လာဟ်တိတိကျကျပြောလိုက်မယ်ဆိုရင်အွမ်မတ်ကဘာဖြစ်သွားမလဲဆိုတော့တစ်နှစ်လုံးဂုဏလုံးမယ်ကဒ်ညအီဘာဒတ်လုပ်ပြီးဒီအွမ်မတ်ထိုင်နေလိုက်လိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့အလ္လာဟ်ရှိမတ်တခင်ကဒ်ညကိုနော်အလ္လာဟ်ရှိမတ်တခင်တိတိကျကျအတိမပေးခဲ့နော်လေးစားအတဲမိတ်ဆွေညီနောင်များခင်များတချို့ပညာရှင်တွေကတင်ပြတယ်ကဒ်ညရဲ့တန်ဖိုးအင်မတန်ကြီးလွန်အံ့ကြီးလို့အလ္လာဟ်ရှိမတ်တခင်လျှို့ဝှက်ပြီးထားတာဘသူဟာတကယ်တလပ်ရှိမလဲဘသူဟာတကယ်လူလားမလဲအဲ့ဒီလူပဲကဒ်ညကိုရသွားအောင်အလ္လာဟ်ရှိမတ်တခင်ကဒ်ညကိုလျှို့ဝှက်ပြီးတော့အလ္လာဟ်ရှိမတ်တခင်ထားရခြင်းဖြစ်တယ်ဆိုပြီးတော့လေတချို့ပညာရှင်တွေကတင်ပြလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့ကျွန်တော်ဒါဆူရာကဒ်ရဲ့တဖ်ဆီရ်ကိုကဒ်ညအကြောင်းကိုတော်တော်လေးအကျယ်တဝင့်တင်ပြလိုက်တာဖြစ်နော်ကျွန်တော်တင်ပြရတဲ့ရည်ရွယ်ချက်ကလည်းအခုနပြောပြခဲ့သလိုမျိုးပဲနော်ကျွန်တော်တို့တွေအခုနောက်ဆုံးအရှရာရောက်ပြီဆိုတော့ကဒ်ကိုကျွန်တော်တို့ရှာရနော်ကဒ်ကိုကျွန်တော်တို့ရှာရမယ်နော်ဖြစ်နိုင်ရရှိတဲ့ကဒ်ကညတိုင်းကိုကျွန်တော်တို့မလွတ်တမ်းအီဘာဒတ်တွေလောက်ကနော်အခုကျွန်တော်တို့စီကိုလမ်းမြတ်ရမ်ဇန်ရဲ့နောက်ဆုံး10ရက်ရောက်လာပြီးနောက်ဆုံး10ရက်မှာကျွန်တော်တို့ပို့ပြီးတော့အီဘာဒတ်တွေကိုစတဲ့တဘူတိုးပြီးတော့လောက်ကမယ်နော်ကျွန်တော်တို့ယင်ထဲမှာဒီတောကဖြစ်ကနော်ရမ်ဇန်တော့ရက်20ကုန်သွားပြီးဒါမြတ်မဂ်ဖီရတ်ရတဲ့စည်ရင်းထဲမှာပါသွားပြီလားနော်အလ္လာဟ်ရှိမတ်တခင်နော်လမ်းမြတ်ရမ်ဇန်မှာမဂ်ဖီရတ်တီရက်ရောတစ်ဖက်ကပြီးနေသလိုတစ်ဖက်ကနေလဲအလ္လာဟ်ရှင်ဂျေဘရာအီလ်နဲ့တဆင်းအလ္လာဟ်ရှင်မတ်တခင်ဘဒ်ဝါပြီးခိုင်းထားတယ်ဘဒူဟာရမ်ဒန်ကိုမှီပါလျက်နဲ့မဂ်ဖီရတ်ရအောင်မယူနိုင်ဘူးလေအဲ့ဒီလိုပျက်စီးပါစေဆိုပြီးတော့အလ္လာဟ်ရှင်မတ်တခင်ဘဒ်ဝါပြီးခိုင်းထားတော့ဒီတော့ကျွန်တော်တို့အတွက်ကတစ်ဖက်မှာနော်အီမန်ဆိုတာလေဒါပဲအလ်အီမာနူဘိုင်နယ်ခௌဖီဝရဂျာအီမန်ဆိုတာကကြောက်ချင်းနဲ့မျောလင့်ခြင်းနော်အဲ့ဒီနှစ်ခုကြားထဲမှာရှိရမယ်တစ်ဖက်ကလည်းကျွန်တော်တို့ကြောက်ကမယ်မဂ်ဖီရတ်မရတဲ့စင်းထဲမှာဒါပါသွားရင်ငါဘလောက်ဒုက္ခရောက်သွားမလဲတစ်ဖက်ကလည်းမျောလင့်နေရမယ်ငါ့ကိုအလ္လာဟ်မဂ်ဖီရတ်တော့လုပ်လိုက်မှာပါပဲကွာလေးစားအတဲမိတ်ဆွေနီးနောင်များခင်များအဲ့ဒီတော့ဒီကြားထဲမှာရှိနေရမယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်ကမလဲဒူအာရီလုပ်ကနော်ယာအလ္လာဟ်ကျွန်တော်ကိုမဂ်ဖီရတ်လေးတော့အလ္လာဟ်ပေးလိုက်ပါနော်ဒီကျန်တဲ့ရက်လေးတွေမှာအလ္လာဟ်မဂ်ဖီရတ်လေးတော့ကျွန်တော်ကိုအလ္လာဟ်ရှိမတ်တခင်ချစ်မြတ်တော်မူလိုက်ပါလေးစားအတဲမိတ်ဆွေညီနောင်များခင်များအခုကျန်တဲ့ရက်တွေမှာကျွန်တော်တို့မဂ်ဖီရတ်ကဲဒူအာတွေများမြောင်စွာတောင်းရမယ်လမ်းမြတ်ရမ်ဇန်တစ်ရက်ကို2မျိုးပြီးအီဘာဒတ်လုပ်ရနော်ဒီရက်တည်းရဲ့ထွတ်မြတ်မှုမို့ရဖို့အတွက်နောက်ထပ်ကျွန်တော်တို့17လပြန်ဆောက်ရနော်အခုတပတ်ကြော်ပဲကျန်တော့တယ်နော်လမ်းမြတ်ရမ်ဇန်ဟာတပတ်ကြော်ပဲဂျွန်မာတော်မှနောက်ထပ်ဂျွန်မာတပတ်ပဲကျန်တော့နော်အဲ့ဒီထွတ်မြတ်မှုတွေပြန်ရဖို့အတွက်နောက်ထပ်17လကျွန်တော်တို့ပြန်ပြီးတော့စောင့်ရနော်နောက်ထပ်17လစောင့်တာတော့မှန်တယ်ဒါပေမဲ့နောက်ထပ်17လနေပြီးတော့ရမ်ဇန်ကပြန်လာဖို့သိကြတာတော့မှန်ပေမဲ့ကျွန်တော်တို့အဲ့ဒီအချိန်ကျွန်တော်တို့ရဲ့အသက်ရှိဖို့ကိုသိကြရဲ့လားလေးစားအတဲမိတ်ဆွေညီနောင်များခင်များအလ္လာဟ်မလုပ်ပါသေးနဲ့ကျွန်တော်တို့ရဲ့နောက်ဆုံးရမ်ဇန်ဒီရမ်ဇန်ဖြစ်သွားရင်ဘယ်လိုလုပ်ကျွန်တော်တို့ဖြစ်ချင်ကြမှာမဟုတ်ဒါပေမဲ့တတ်မှတ်ထားပြီးသားပဲဖြစ်သွားရင်ပဲတတ်နိုင်
လေးစားအတက်မိတ်ဆွေညီနောင်များခင်များဒါကြောင့်စိုးရိမ်မှုရှိရမယ်ငါရဲ့နောက်ဆုံးရမဒန်သာဖြစ်သွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲငါဒီတော့ဂျန်တဲ့ရက်လေးတွေကိုစတတ်ဖို့ကျွန်တော်တို့ဒီအီဘာဒတ်ထဲမှာအချိန်ပေးပါနော်ပို့တိုးပြီးတော့ကျွန်တော်တို့ဒီအီဘာဒတ်လုပ်ပါအခုလမ်းမြတ်ရမဒန်ရက်20ပြီးသွားနော်ကျွန်တော်တို့ကုရ်အာန်ဘလောက်ဖတ်ပြီးပြီလေနော်လမ်းမြတ်ရမဒန်မှာမွတ်ဆလမန်တယောက်ကအနိမ့်ဆုံးကုရ်အာန်တခတ်တမ်နော်ပြီးတဲ့နဲ့ဒါအနိမ့်ဆုံးအဆင့်နော်အနိမ့်ဆုံးလမ်းမြတ်ရမဒန်တစ်ခုလုံးကိုပြီးပါလျက်နဲ့ကုရ်အာန်တခတ်တမ်နော်မပြီးသေးဘူးဆိုရင်ပြီးအောင်မဖတ်နိုင်ဘူးဆိုရင်ဒီမိုမင်ဟာဒါတိတ်ညံ့တဲ့စိတ်နဲ့ဝင်သွားလိမ့်အခုကျွန်တော်တို့ဘဏ္ဍပါရာရောက်နေပြီလေဘလောက်ကြံသေးလဲဖိဖတ်ဖို့အတွက်လေးစားအတက်မိတ်ဆွေနေတော့များခင်များဒီတိုင်းပဲလမ်းမြတ်ရမဒန်အခုနောက်ဆုံးရက်တွေရောက်လာပြီအရင်ရက်တွေနေတိုင်းကျွန်တော်တို့တာဂျွတ်ဖတ်ပြည့်ရဲ့လားမဖတ်ပြည့်ဘူးဆိုရင်ဒီနောက်ဆုံးအရှရာမှာနောက်ဆုံး10ရက်မှာတော့ကျွန်တော်တို့တာဂျွတ်ကိုဆွဲဆွဲမြဲမြဲဖတ်သွားဖို့လိုအပ်တယ်တာဂျွတ်ကိုမပြတ်တမ်းကျွန်တော်တို့ဖတ်ဖို့လိုအပ်တယ်ဒီတိုင်းပဲနော်အခုဒီနေ့ညနေဝါဖြည့်ချိန်ပြီးသွားရင်နောက်ထပ်ဝါဖြည့်ချိန်ကကျွန်တော်တို့9ရက်သို့မဟုတ်10ရက်ပဲရှိတော့နော်ဝါဖြည့်ချိန်လေးဝါဖြည့်တဲ့အချိန်လေးကိုမှီဖို့ကျန်တဲ့လတွေမှာလည်းရိုဇာတော့ထားလို့ရတာပဲဒါပေမဲ့ကျန်တဲ့လတွေမှာထားတဲ့နဖီလ်ရိုဇာတွေမှာဝါဖြည့်ချိန်မှာဒီလောက်အလိုက်ရဲ့ချင်းမြင့်မှုတွေရှိမှာမဟုတ်အဲ့ဒီချင်းမြင့်မှုမျိုးကရမ်ဇန်မှာပဲရှိတာလမ်းမြတ်ရမ်ဇန်ရဲ့ဝါဖြည့်ချိန်မှာအလ္လာဟ်ရှင်မြတ်တခင်ဘန္ဒါဘာတောင်းလဲအလ္လာဟ်ကဘူလ်လုပ်နေတယ်ဒီတိုင်းပဲအဲ့ဒီဝါဖြည့်ချိန်မှာဂျဟန္နမ်ချဖို့ဖိုက်ဆလာဖြစ်ပြီးသားလူတွေကိုအလ္လာဟ်ဂျဟန္နမ်ကနေလွတ်မြောက်မှုအလ္လာဟ်ချင်းမြင့်နေတယ်ဒီတော့ကျွန်တော်တို့စဉ်းစားကြည့်ပါနော်နောက်ထပ်9ရက်10ရက်လောက်ပဲကျန်တော့တယ်ဒါကိုရဖို့အတွက်ဒီတော့ဒါကိုတရက်နှမျိုးပြီးကျွန်တော်တို့ကုံဆုံးရနော်တရက်ကိုကျွန်တော်တို့နော်ဒီအချိန်လေးတွေကိုအမိအယအကျိုးရှိသွားကျွန်တော်တို့အသုံးချရနော်ဟာဒီသ်တော်မှာလာရှိတယ်လူတယောက်ကဝါဖြေကန်ဒီအချိန်မှာဒွါမလုပ်ဘူးဆိုရင်နဲ့အဲ့ဒီလူကဘာနဲ့ပမာတူလဲဆိုတော့တနေ့ကုန်အလုပ်လုပ်ပြီးနော်နောက်ဆုံးအလုပ်သိမ်းသွားတော့အလုပ်ရှင်စီကနေလောက်ခမယူပဲအိမ်ပြန်သွားတဲ့သူနဲ့ပမာတူပဲလေးစားအတက်မိတ်ဆွေညီနောင်များခင်များကျွန်တော်တို့လေဒီအတိုင်းပဲအလ္လာဟ်ဘန္ဒါရဲ့လောက်ခကိုဝါဖြေကန်ဒီမှာအလ္လာဟ်ရှင်းပေးနေတာဒီတော့ကျွန်တော်တို့ရဲ့လောက်ခတနေ့တာရူသာထားတယ်နော်အဲ့ဒီအပေါ်မှာကျွန်တော်တို့ဝါဖြေကန်ဒီအချိန်မှာဒွါတွေတောင်းပါနော်ယကင်အပြည့်နဲ့ဒွါတောင်းယုံကြည်ချက်အပြည့်နဲ့ဒွါတောင်းနော်ဒီနေ့လူတစ်ယောက်ကအင်မတန်ကြီးတဲ့ဝလီသူတော်စင်ကလာပြီးတော့ပြောမယ်မင်းတို့ဒီညနေဝါမဖြေခင်ဒွါတောင်းအလ္လာဟ်ကဘူလ်လုပ်နေတယ်ဆိုရင်ကျွန်တော်တို့ဘလောက်အလေးထားမလဲနော်သူတော်စင်ကြီးကိုယ်တိုင်လာပြောသွားတာနော်အခုကျွန်တော်တို့စဉ်းစားကြည့်ဝါဖြေကန်ဒီဒွါတောင်းအလ္လာဟ်ကဘူလ်လုပ်မယ်ဆိုတာကအလ္လာဟ်ရဆူလ်ကိုယ်တိုင်ပြောထားတာအဲ့ဒီစကားဘလောက်မှန်မလဲကျွန်တော်တို့စဉ်းစားကြည့်လေးစားအတက်မိတ်ဆွေနေနောင်များခင်များအလ္လာဟ်ရဆူလ်ကိုယ်တိုင်ပြောထားတယ်အဲ့ဒီအချိန်မှာဒွါတောင်းအလ္လာဟ်ကဘူလ်လုပ်နော်ဒွါတောင်းနေဆိုတဲ့နေရာမှာလဲကျွန်တော်တို့ဘာလို့အပ်သေးလဲဆိုတော့ယကင်ရှိဖို့လဲလိုအပ်တယ်ငါတောင်းနေဒွါအလ္လာဟ်ချင်းမြင့်နော်ကျွန်တော်တို့နေတိုင်းဆူရာဖာတီမာမှာဖတ်နေတယ်အီယာကာနာအဘူဒူဝအီယာကာနစတိုင်အလ္လာဟ်ကိုပဲကျွန်တော်တို့အီဘာဒတ်လုပ်တာအလ္လာဟ်စီမှာပဲကျွန်တော်တို့တောင်းခံတာကျွန်တော်တို့ယင်ထဲမှာလည်းဒီလိုရှိရမယ်ငါရဲ့တောင်းခံစရာအလ္လာဟ်ပဲရှိတယ်အလ္လာဟ်မပေးဘူးဆိုရင်လည်းငါနောက်ဘေးသွားစရာရှိလေးစားအတက်မိတ်ဆွေနေနောက်များခင်များတခါကသူတော်တင်တပါးကဟတ်သွားနော်ဟတ်သွားတဲ့အခါမှာဟတ်မှာသူတော်တင်ကဟတ်သွားတော့လဘိကအလ္လာဟူမလဘိကဆိုပြီးတော့အဲ့ဒီသူတော်တင်ကာဘာကျောင်းတော်လေးကိုဝင်သွားတယ်အနောက်မှာတပည့်တွေလည်းပဲပါတယ်အဲ့ဒီအချိန်အတန်ထွက်လာတယ်အဲ့ဒီအတန်ကပါလေနော်အတင်းရဲ့လဘိတ်ကိုငါအလ္လာဟ်လက်မခံဘူးသူတို့တင်ထပ်ဆိုတဲ့လဘိကအလ္လာဟူမလဘိကအတန်ထွက်လာတယ်အတင်းရဲ့လဘိတ်ကိုငါအလ္လာဟ်လက်မခံဘူးနော်ထပ်ပြီးဆိုတယ်ဒီအတိုင်းပဲအတန်ထွက်တော့တပည့်တွေကပြောတယ်သူတို့တင်ကြီးနော်ဒီအတန်ဟာစက်တိုက်ထွက်နေပါလားသူတို့တင်ကြီးကပြောတယ်ဟုတ်တယ်ဒီအတန်စက်တိုက်ထွက်နေတယ်ဒီတော့တပည့်တွေကပြောတယ်ဒီတော့သူတို့တင်ကြီးဒီလိုကာဘာချောင်းတော်ကိုလာတယ်နော်ဟတ်လာလုပ်တယ်အလ္လာဟ်ရှိမတ်တခင်လက်မခံဘူးပြောနေတော့သူတို့တင်ကြီးဘာထူးတော်မလဲလုပ်ပြီးတော့နော်အခုဆက်ပြီးဟတ်ကအမလ်တွေကိုလုပ်ဖို့ဘာထူးတော့အပင်မခန္ဓာပဲရှိမယ်အလ္လာဟ်လက်ခံဖို့မှမရှိတာဒီတော့သူတို့စင်ကဘာပြောလဲဆိုတော့နော်မင်းတို့မသိဘူးငါဟတ်ကိုလာတာနှစ်ပေါင်းများစွာရှိသွားပြီနော်ငါဟတ်လာတိုင်းကာဘာတွေကိုဝင်တိုင်းငါလက်ပိတ်ဆိုတိုင်းဒီအတန်ကြားရတာဒါအခုနှစ်မှမဟုတ်နှစ်ပေါင်းများစွာအရင်ကတည်းကကြားနေရတာနော်အဲ့ဒီခါသူတော်စင်ကတပည့်ကိုမေးတယ်နော်ငါဒီအတန်ကြားလို့ငါနောက်ဆုတ်သွားလို့မရဘူးနော်ငါလက်မခံဘူးလို့အလ္လာဟ်ကအမိန့်ရှိလို့လေငါလက်ပြန်သွားလို့မရဘူးငါစီမှာနော်ငါအတွက်တောင်းစရာသွားစရာဒီအိမ်ကလွယ်ပြီးနောက်ဘေးအိမ်ရှိလို့လေ
လေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီအိမ်လေးရှိတယ်ဒီအိမ်ကငါ့ကိုလက်မခံဘူးဆိုလဲငါလာရမှာပဲနော်ဒီအိမ်ကငါ့ကိုမောင်းထုတ်ရင်လဲငါဒီအိမ်ကိုပဲထပ်ပြီးလာရမှာပဲဘာဖြစ်လို့လဲငါမှတောင်းစရာဒီအိမ်ပဲရှိတာကျွန်တော်တို့လည်းဒီအတိုင်းပဲဖြစ်ရမယ်နော်အဲ့ဒီအခါသူတော်စင်ရဲ့ဒီယကင်အပေါ်မှာအလ္လာဟ်သူအဲ့ဒီအချိန်အတန်တန်ထပ်ပြီးချီးမြှင့်လိုက်တယ်နော်အသင်ရဲ့လက်ဘက်ကွန်ကအလ္လာဟ်လက်ခံလိုက်ပြီနော်ကျွန်တော်တို့လည်းဒီအတိုင်းပဲဖြစ်ကြမယ်ကျွန်တော်တို့မှာနောက်ဘင်းနေရာသွားတရားရှိလဲကျွန်တော်တို့ကိုအလ္လာဟ်ကမဂ်ဖီရတ်မင်းကိုမလုပ်ဘူးကွာလို့ပြောရင်လေမဂ်ဖီရတ်ရဖို့နောက်တနေရာမှာသွားပြီးတော့တောင်းစရာရှိလားမရှိဘူးလေကျွန်တော်တို့ရဲ့အခက်ခဲတွေကိုပြည်လည်မှုရအောင်လုပ်ပေးဖို့ကျွန်တော်တို့လူအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့အလ္လာဟ်ကလွယ်ပြီးနောက်တနေရာမှာကျွန်တော်တို့သွားတရားရှိလားမရှိဘူးဒါကြောင့်နော်စင်းရသားတယောက်ကတောင်းစားတဲ့သူတယောက်ကတအိမ်မှာမရရင်နောက်ထပ်အိမ်သွားပြီးတကားခောက်လို့ရတယ်ကျွန်တော်တို့ဒီအိမ်မှာမရရင်နောက်တအိမ်သွားစရာမရှိဘူးကျွန်တော်တို့အတွက်အလ္လာဟ်ရဲ့တကပောက်ပဲရှိတယ်လေးစားအတဲမိတ်ဆွေနေတော်များခင်များဒါကြောင့်သူဟာတောင်းတဲ့အခါမှာယကင်အပြည့်နဲ့တောင်းအလ္လာဟ်ငါ့ကိုချစ်မြတ်မယ်ငါမှတောင်းစရာအလ္လာဟ်ပဲရှိတာလေးစားအတဲမိတ်ဆွေနေတော်များခင်များတော်မတော်မူဆာအလိုင်ဆမ်တနေရာသွားရင်းနဲ့စိတ်တောင်းသားတယောက်ဒူအာလုပ်နေတယ်ဒူအာလုပ်နေတဲ့အခါမူဆာအလိုင်ဆမ်ကကြည့်တော့သူဒူအာလုပ်နေတဲ့သူဒူအာကိုအလ္လာဟ်လက်မခံဒီတော့အလ္လာဟ်ကိုရှောက်ထားတယ်ယာအလ္လာဟ်သူဒူအာအလ္လာဟ်ဘာကြောင့်လက်မခံတာလဲအလ္လာဟ်အမိတ်ရှိတယ်သူဟာနှုတ်ကနေငါစီမှာဒူအာလုပ်နေတာနှလုံးသားကနောက်တစ်ဖက်ကိုအာယုံရောက်နေတယ်နော်ကျွန်တော်တို့ဒူအာတွေလည်းတစ်ခါအဲ့ဒီလိုကြောင့်ကဘူလ်မဖြစ်တာကျွန်တော်တို့နှုတ်ကနေအလ္လာဟ်ရဲ့ကျွန်တော်ကိုပြေလည်မှုပေးပါအစဉ်ပြေမှုပေးပါနှလုံးသားကငါ့ကိုတော့ဘယ်သူကူညီလိုက်ရင်တော့ဖြစ်သွားမှာနော်အဲ့ဒီလိုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဒူအာတွေကဘူလ်မဖြစ်နောက်တစ်ခုကဒူအာတောင်းတဲ့အခါမှာကျွန်တော်တို့ယကင်အပြည့်နဲ့ဒူအာတောင်းအောင်ဥမာအဖြစ်ကျွန်တော်အခုအပြင်မှာလူတယောက်ကိုပြောမယ်ဘိုင်မနှက်ဖြန်လာခဲ့ခင်ဗျားကိုကျွန်တော်လက်ဆောင်ပေးမယ်ဟိုလူကပါလဲဆိုတော့ကျွန်တော်ကိုသူကမယုံသူလိုပါလို့နဲ့ကြည်နော်ဒီလူငါ့ကိုပြောတာလားဖောတာလားမသိဘူးနော်တကယ်ဟုတ်ပြီးမေရုပ်လားမသိဘူးနော်ဟုတ်ကောဟုတ်ပါမလားမသိဘူးအဲ့ဒီလိုအမြင်မျိုးနဲ့ကြည့်ရင်ကျွန်တော်ဘလောက်သောသားထွက်နော်မင်းကဘာကောင်ထင်လို့လေနော်ငါအဲ့ဒီလိုလိန်တတ်တဲ့သူမဟုတ်ဘူးနော်ငါပြောပြီးဂရိမတီတတ်တဲ့သူမဟုတ်ဘူးအင်မတန်သောသားထွက်ပြီးလေနောက်ဆုံးပြီးတော့မှမဟုတ်မင်းမရော့ရင်မလာနဲ့တော့ကွာဆိုပြီးမောင်းထုတ်လိုက်လေနော်အဲ့ဒီအတိုင်းပဲအလ္လာဟ်ရှိမတ်တခင်ဟာလေကုရ်အာန်မှာအမိရှိထားတယ်ဥဒအူနီအစတဂျစ်ဘလကွမ်အတင်းတို့ငါစီကတောင်းငါအလ္လာဟ်လက်ခံတော်မူမယ်အလ္လာဟ်ကဂတိပေးထားတယ်တောင်းလက်ခံမယ်ကျွန်တော်တို့ကလည်းတောင်းတဲ့နေရာမှာယကင်အပြည့်နဲ့တောင်းပါမယ်ငါတောင်းတာငါအလ္လာဟ်ပေးကိုပေးလိမ့်မယ်ငါတောင်းတာငါအလ္လာဟ်ချစ်မြတ်ကိုချစ်မြတ်လိမ့်မယ်တခါဒီလိုပဲရှိကောင်းရှိမယ်အလ္လာဟ်ရှိမတ်တခင်ဘန္ဒါဟာပက္ကာလာကကြလားဆိုတာအလ္လာဟ်စမ်းသပ်သေးတယ်နော်ဒီဘန္ဒါဟာဘလို့လဲနော်တခါအလ္လာဟ်ကြည့်တယ်တခါတောင်းတယ်မပေးသေးဘူးနော်နှစ်ခါတောင်းတယ်မပေးသေးဘူး तू စိတ်တက်ကြပြီလက်ထွက်သွားမလားနော်အကေးစိတ်တက်ကြပြီလက်ထွက်တယ်ဆိုရင်တော့ဒီဘန္ဒါဟာပက္ကာမဟုတ်သေးဘူး तू ကတ်ကြပဲနော် तू ဒီလောက်ထိအလ္လာဟ်အပေါ်မှာနော်ယကင်အပြည့်မရှိသေးဘူးနော်ဒီတော့အဲ့ဒီလောက်ကိုအလ္လာဟ်စမ်းသပ်ဖို့အတွက်ကျွန်တော်တို့ကိုအလ္လာဟ်ချင်းမြတ်တဲ့နေရာမှာခဏလေးအလ္လာဟ်ဆိုင်ထားသေးတယ်လေးစားအတဲမိတ်ဆွေနေတော်များခင်များဒီတော့အလ္လာဟ်ရဲ့ထံတော်ဘာကနေကျွန်တော်တို့တောင်းပါနော်အလ္လာဟ်ရဲ့ထံတော်ဘာကနေကျွန်တော်တို့ဒူအာကိုများမြောင်စွာတောင်းနော်ဒူအာဟာအင်မတန်မှကိုပဲအစွမ်းထက်တဲ့လက်နက်တစ်ခုပဲလေးစားအတဲမိတ်ဆွေနေတော်များခင်များနော်ဒီနေ့ဒုနီယာမှာနောက်တစ်ယောက်ကကိုလာပြီးတိုက်ခိုက်ပြီးဆိုရင်ကျွန်တော်တို့လက်နက်တွေအစင်းသစ်ပြင်ရမယ်နော်ပြန်ပြီးတော့တုတ်ပြန်ဖို့အတွက်လက်နက်တွေကျွန်တော်တို့စီမှာရှိရမယ်နော်အဲ့ဒီအတိုင်းပဲဒုနီယာမှာရှိတဲ့မူစီဘတ်တွေကိုပြန်ပြီးတုတ်ပြန်ဖို့အတွက်မူစီဘတ်တွေကိုပြန်ပြီးအန်တုဖို့အတွက်ဒူအာဆိုတဲ့လက်နက်အလ္လာဟ်ရှိမတ်တခင်ကျွန်တော်တို့ကိုချစ်မြတ်ထားတယ်အဲ့ဒီဒူအာဟာကျွန်တော်တို့အတွက်လက်နက်ပဲဟာဒီသ်တော်မှာတမန်တော်အမိတ်ရှိတယ်အဒ်ဒူအာဥဆီလာဟူလ်မုအမင်ဒူအာမုအမင်ကလက်နက်ပဲလေးစားအတဲမိတ်ဆွေနေတော်များခင်များဒူအာများမြောင်စွာတောင်းပါနော်လူတစ်ယောက်တစ်ခါကျွန်တော်တို့ဒီလိုရှိမယ်နော်အခုအလုပ်ကိစ္စနဲ့အပြင်သွားနေရတယ်နော်ကုရ်အာန်ဖတ်ဖို့လည်းအချိန်ကမရနော်နမတ်ဖတ်ဖို့လည်းအချိန်ကမရနော်ဇီကီလုပ်ဖို့လည်းအချိန်ကမရဆဒကာလုပ်ဖို့လည်းလောလောဆယ်မဖြစ်သေးနော်အဲ့ဒီလိုအချိန်မျိုးမှာအီဘာဒတ်တစ်ခုခုတည်းမှာရှိနေခြင်းရင်ဘာလုပ်မလဲကျွန်တော်တို့ဒူအာတောင်းနေနော်ဒူအာတောင်းနေခြင်းကအဲ့ဒါအီဘာဒတ်ပဲလူတယောက်ဒူအာတောင်းနေသူ့ဒူအာကဘူလ်ဖြစ်တာမဖြစ်တာကအဲ့ဒါတပိုင်းဒူအာတောင်းခြင်းကြောင့်အလ္လာဟ်ရှိမတ်တခင်သူ့ကိုဆာဝါချင်းမြတ်တယ်လေးစားအတဲမိတ်ဆွေနေတော်များခင်များအလ္လာဟ်ဟာခါလစ်ဖြစ်တယ်နော်အလ္လာဟ်ဟာခါလစ်နော်ကျွန်တော်တို့ခါလစ်ကျွန်တော်တို့စီမှာတပါးပဲရှိတာ
နော်မခလုတ်တွေကတော့အများကြီးပဲခါလစ်ကတဘာပဲရှိတာကျွန်တော်တို့ဒုနီယာမှာမခလုတ်တွေစီမှာအများကြီးအကူအညီတောင်းမှုတယ်နော်မခလုတ်ပေးတာနဲ့ခါလစ်ပေးတာနဲ့မတူမခလုတ်မှာတောင်းရတာနဲ့ခါလစ်မှာတောင်းရတာနဲ့မတူနော်မခလုတ်မှာသွားပြီးတောင်းမယ်အလတ်ရဲ့အဖန်ဆင်းခံလူတွေစီမှာသွားပြီးတော့အကူအညီတောင်းမယ်တစ်ခါတောင်းရင်ပေးမယ်နှစ်ခါတောင်းရင်နည်းနည်းတော့ညှူဆူမယ်သုံးခါတောင်းရင်မင်းအတောင်းရန်ထူလိုက်လားခဏခဏလာလာကြည်လာလို့ပြောမယ်လေးကဆိုမောင်းမှထုတ်လိုက်မယ်မင်းမလာနဲ့တော့ကွာဒါပေမဲ့ခါလစ်ကတစ်ခါတောင်းရင်ပေးနှစ်ခါတောင်းရင်ပို့လို့ပေးမယ်သုံးလေးကဆိုရင်ခါလစ်ကဘာလို့မလဲဒီပန်တာအမြဲတမ်းငါစီကပဲတောင်းနေသူအဲ့ဒီအတွက်သူ့ကိုငါရဲ့အချစ်တော်စင်းထဲမှာထည့်ပြီးတော့သူဘာလို့ငါအလ္လာဟ်ပေးတော်မူမယ်ဘာကြောင့်လဲဟာဒီစ်မှာတမန်တော်အမိန့်ရှိတာတယ်မလမ်ယက်အလီလာဟာယကတဘအလိုင်အလ္လာဟ်မတောင်းရင်စိတ်ဆိုးတဲ့အရှင်ဒုနီယာမှာရှိတဲ့လူတွေကတောင်းပါများရင်စိတ်ဆိုးတယ်ခါလစ်ကမတောင်းရင်စိတ်ဆိုးတယ်မခလုကတောင်းပါများရင်စိတ်ဆိုးတယ်လိစာအတဲမိတ်ဆွေနေနောက်မြခင်များမခလုကတကပေါက်တွေဟာဖွင့်ချိန်ဆိုတာရှိတယ်ပိတ်ချိန်ဆိုတာရှိတယ်ဒီနေ့လူတိုင်းစီမှာကျွန်တော်တို့အချိန်မြေးတောင်းလို့မရဘူးနော်သူအိမ်အိမ်နေမယ်နားရင်နားနေမယ်တို့ပေမဲ့အလ္လာဟ်ရှိမတ်တခင်ဟာလာတအခုသူစိနတုဝါလာနောအလ္လာဟ်မှာငိုင်းမြည်ခြင်းဆိုတာမရှိဘူးအိတ်ချင်းဆိုတာမရှိဘူးအလ္လာဟ်အနားယူခြင်းဆိုတာမရှိဘူးအလ္လာဟ်ရဲ့တကပေါက်ဟာ24နာရီဖွင့်တဲ့တကပေါက်ဖြစ်တယ်ကျွန်တော်တို့ဘယ်အချိန်တောင်းမလဲနေ့အချိန်တောင်းလဲရမယ်ညအချိန်တောင်းလဲရမယ်လေးစားအတဲမိတ်ဆွေနေနောင်များခင်များမခလုကကျွန်တော်တို့သွားပြီးတောင်းတယ်မခလုကကျွန်တော်တို့ကိုကူညီရင်အတိုင်းအတာတစ်ခု limit တစ်ခုပဲကူညီနိုင်လိမ့်မယ်တော့ဒါပေမဲ့အလ္လာဟ်ဟာကျွန်တော်တို့ကိုအတိုင်းအတာမဲ့အလ္လာဟ်ချင်းမြတ်တော်မူသောချင်းမြတ်တော်မူနိုင်သောအရှင်ဖြစ်တယ်တော့လူတယောက်မခလုမှာသွားပြီးအကူအညီတောင်းမယ်တော့မခလုမှာအကူအညီတောင်းရင်ကိုယ်သိက္ခာကြတယ်အလ္လာဟ်စီမှာအကူအညီတောင်းရင်ကိုယ့်ရဲ့သိက္ခာတက်တယ်နော်ကိုယ့်ရဲ့သိက္ခာတက်တယ်နော်ဒီတိုင်းမဲ့လူတယောက်ခါလစ်ရဲ့အရှိမလက်ဖြန့်တဲ့သူဟာမကလုရဲ့အရှိမဘရောမှလက်ဖြန့်ဖို့အချိန်ကရောက်လာမှာမဟုတ်တတလုံးဒီတိုင်းပဲလူတယောက်ခါလစ်ရဲ့အရှိမမျက်ရည်ကျရင်ဘတော်မှမကလုရဲ့အရှိမမျက်ရည်ကျရမယ့်အချိန်ကရောက်လာမှာမဟုတ်လူတယောက်ခါလစ်ရဲ့အရှိမအလ္လာဟ်ရဲ့အရှိမကိုဇစ်လတ်လုပ်လိုက်ယာအလ္လာဟ်ကျွန်တော်ဘာမှမဟုတ်တဲ့သူယာအလ္လာဟ်ကျွန်တော်ဘာအရေးချင်းမှမရှိတဲ့သူအလ္လာဟ်ချင်းမြတ်လို့အလ္လာဟ်ပြီးကန်ထားလို့အလ္လာဟ်တနာလို့ကျွန်တော်ပြောင်းရောင်နေတာပါအလ္လာဟ်ရဲ့အရှိမကိုဇစ်လတ်လုပ်လိုက်ဘတော်မှမခလုရဲ့အရှိမကျွန်တော်ဘေးအစ်ဇတ်ဖြစ်မှာမဟုတ်လေးစားအတဲမိတ်ဆွေနေနောက်မြခင်များဒါကြောင့်လူတယောက်ကအလ္လာဟ်နဲ့အစဉ်ပြေရင်ဒုနီယာမှာသူဘယင်ပဲလေးစားအတဲမိတ်ဆွေနေနောက်မြခင်များနော်လူတယောက်ကိုအလ္လာဟ်ချစ်ပြီဆိုလို့ရှိရင်အလ္လာဟ်မလာဂျိဘရာအီလ်ကိုပြောတယ်ဟေးဂျိဘရာအီလ်ဒီပန်သားကိုငါချစ်တယ်အသင်လည်းချစ်ဂျိဘရာအီလ်ကလည်းထပ်ပြီးမလာအီကာတွေကိုပြောတယ်အလ္လာဟ်ကတော့ဘယ်ပန်သားကိုချစ်နေပြီအသင်တို့လည်းပဲချစ်မလာအီကာတွေကလည်းလူတွေရဲ့ရင်ထဲမှာလိုက်ထည့်ပေးတယ်ဘသူကိုတော့အလ္လာဟ်ချစ်နေပြီအသင်တို့လည်းသူ့ကိုချစ်လေးစားအတဲမိတ်ဆွေနေနောက်မြခင်များဒါကြောင့်နော်ဟာရွန်ရရှစ်ဘယင်ကနော်ဟာရွန်ရရှစ်ဘယင်ကတရက်ဇနီးတွေကိုခေါ်လိုက်ခေါ်ပြီးွားတဲ့အခါကျတော့ဘာလို့လဲဆိုတော့နန်းတော်မှာရှိတဲ့လက်ဝတ်လက်စားတွေအားလုံးကိုဒီလိုပုံချလိုက်နော်စိန်တွေရွှေတွေငွေကြောက်တံပရမများတွေနော်အားလုံးကိုပုံချပြီးဇနီးတွေကိုပြောတယ်ဘာပြောလဲဆိုတော့ဘသူဟာကိုကြိုက်တာကိုကင်လိုက်နော်အဲ့ဒါ तू ပိုင်ပြီးသားပဲအဲ့ဒီလိုပြောတော့ဇနီးတွေဟာအလူအယက်တကူကဘရက်အကြီးကိုတယောက်ကကင်တယ်တယောက်ကနော်စိန်နော်လက်စွပ်တွေနှဒေါင်းတွေနှဆွဲတွေအားလုံးအလူအယက်ကိုတင်ကျုံပြီးတော့ကင်တာနောက်ဆုံးဘာမှမချန်တော့နော်အဲ့ဒီခါဟာရွန်ရရှစ်ကမိဖုရားတယောက်ကသူကဘာမှမကင်နော်ဘာမှမယူဂျန်တဲ့ဇနီးတွေကသူ့ကိုကြည့်ပြီးပြောတယ်ဘေဝကူဖ်တလောက်အခွင့်အရေးပေးထားတာကိုဘာမှမယူဘူးဆိုတော့ तू ဘာမှရဖို့ရှိမှာမဟုတ်နော်အဲ့ဒီခါဟာရွန်ရရှစ်ကလည်းမေးတယ်ဘာဖြစ်လို့မယူတာလဲအဲ့ဒီခါဒီဇနီးကပြန်ပြီးပြောတယ်အိုးဘယင်ကြီးတကယ်ပြောတာလားနော်ဘာကိုကင်လိုက်လဲနော်အဲ့ဒါကိုပိုင်မယ်လို့ဘယင်ကြီးတကယ်ပြောတာလားတကယ်ပြောတာနော်ဘာကိုကင်လိုက်မလဲဘယ်အရာကိုလက်နဲ့ထိလိုက်မယ်အဲ့ဒါနေပိုင်ပြီးသားပဲအဲ့ဒီအခါသူကလာပြီးတော့ဘယင်ရဲ့ပခုံးကိုကင်လိုက်တယ်ကင်ပြီးပြောတယ်ကျမရွှေလည်းမမောက်ငွေလည်းမမောက်စိန်နေပရမများတွေလည်းမမောက်နော်နန်းတော်ကြီးလည်းမမောက်ကျမမှတ်တာဘယင်ကိုပဲမှတ်တယ်နော်ဘယင်ကိုရရင်ဒါတွေအကုန်ကျမရသွားမှာပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များဟာရွန်ရရှစ်တော်တော်ဘောချနော်တိတ်အကယ်ရှိတယ်တိတ်ဉာဏ်ရှိတယ်သူပဲနော်သူသိတယ်ဒီရွှေတွေငွေတွေအဲ့ဒါတွေခဏထားဘယင်ကိုရပြီဆိုရင်ဒီရွှေငွေကဒါဘာမှပြောပါစရာမရှိတော့ဘယင်ကိုရရင်အကုန်ရပြီနော်ဘယင်အမိတ်ရှိရင်အားလုံးယူလို့ရနေတာပဲဒီတော့ဘယင်ရအကုန်ရကျွန်တော်တို့လည်းဘန္တာဒီတိုင်းဖြစ်ကြမယ်အလတ်ကိုရရင်အကုန်ရပြီ
လေးစားအတက်မိတ်စိန်နေအောင်များခင်များဒုနီယာမှာကျွန်တော်တို့ထင်နေတဲ့ငါသိန်း100ချမ်းသာတယ်သိန်း1000ရှိရင်ငါဘဝပြည့်စုံပြီသိန်း1000ရှိတဲ့သူကိုလည်းတွမ်းမိကြည့်သိန်း1000ရှိရင်ငါဘဝပြည့်စုံပြီလို့ပြောလိုက်မယ်သိန်း1000ရှိတဲ့သူကိုလည်းတွမ်းမိကြည့်သိန်းပေါင်း3သိန်းလောက်ရှိရင်ငါဘဝပြည့်စုံပြီလို့သူပြောလိုက်မယ်ဒါပေမဲ့သူတို့တွေကိုတကယ်ပဲအလ္လာဟ်တနေ့အဲ့ဒီလောက်ချင်းမြတ်ကြည့်အဲ့ဒီအချိန်လေသူတို့နော်ပြည့်စုံသွားပြီလို့ပြောမှာမဟုတ်ဒုနီယာမှာကြိုက်တဲ့သူကိုလိုက်နေကြည့်နော်ကမ္ဘာအချမ်းသာဆုံးတတိကိုလည်းတွားပြီးမေးခင်ဗျားဘဝပြည့်စုံပြီလားသူလည်းငါဘဝပြည့်စုံပြီလို့ပြောမှာမဟုတ်သူ့လိုအချက်တွေသူချပြအောင်ပါပဲကျွန်တော်မှတ်ထားပါဘသူဟာအလ္လာဟ်ကိုရလေအဲ့ဒီလူရဲ့ဘဝပဲပြည့်စုံမှာလေးစားအတက်မိတ်ဆွေနေအောင်မြခင်ဗျာနော်အလ္လာဟ်ကိုရပြီဆိုရင်အကုန်ကိုရပြီနော်ခါဂျာအဘူလ်ဟဆန်ခီရကာနီရာဟ်မတ်တူလာအလိုင်ဆိုတဲ့သူတော်သင်ကြီးတစ်ပါးရှိနော်အဲ့ဒီသူတော်သင်ကိုစီကိုဘသူလာလဲဆိုတော့ဆူလ်တန်မာမုဒ်ဂဇနဝီဆိုတဲ့ဘယင်ကြီးလာနော်ဘယင်ကလာတဲ့အချိန်မှာသူတော်စင်နားမှာလာပြီးထိုင်တယ်ဘယင်ရဲ့လက်ဆောင်ပနာတွေတပုံကြီးသူတော်စင်အတွက်ယူလာတယ်နော်ဘယင်ဘာသူတော်စင်ဘာမှမပြောသေးဘူးအဲ့ဒီလိုနဲ့သူတော်စင်ကတပည့်ကိုပြောတယ်အထဲမှာတွက်ကြည့်ဘယင်ကိုဧည့်ခံဖို့ပါရှိလေအဲ့ဒီအခါအထဲမှာတွက်ကြည့်တဲ့အခါနော်တပည့်ကလာပြောတယ်အထဲမှာရူတီရှိတယ်ဒါပေမဲ့ရူတီကလည်းအချောက်တွေနော်သူတော်စင်ပြောတယ်အဲ့ဒါယူလာပြီးဘယင်ကိုဧည့်ခံလိုက်အဲ့ဒီလိုနဲ့ဘယင်ကိုရူတီအချောက်ချွေတော့ဘယင်တခိုက်စားပြီးတော့ရူတီအချောက်ကလေချောင်းအောင်မစင်အောင်သွားပြီးကန့်နော်ဘယင်ဆိုတော့တလုံးရူတီအချောက်စားဘူးတာမဟုတ်နော်အဲ့ဒီခါဘယင်ကရေတောင်းတယ်ကျွန်တော်ရေပေးဘာဖြစ်လို့လဲရူတီလေဘေးမှာသွားကန့်တယ်မျောချဖို့ကန့်ရေနဲ့မျောမှာပဲရအဲ့ဒီခါခါဂျာဘူလာဆန်ကီရကာနီကပြောတယ်အိုးဘယင်မင်းမြတ်နော်ကျွန်တော်ရဲ့အိတ်ခံမှုကဘယင်မင်းမြတ်ရဲ့လေချောင်းအောက်ကိုမစင်းဘူးအဲ့ဒီအတိုင်းပဲဘယင်မင်းမြတ်ယူလာတဲ့လက်ဆောင်တွေလည်းကျွန်တော်လေချောင်းအောက်စင်းမှာမဟုတ်အဲ့ဒီတော့ဘယင်ပြန်ပြီးတော့ယူသွားပါအဲ့ဒီကဆူလ်တန်မာမုဒ်ဂဇနဝီကနော်ကျွန်တော်လာရတဲ့အကြောင်းလေးပြောပြရသေးဒီတော့သူတော်သင်ကမေးတယ်ဘာအတွက်လာတာလဲနော်သူကပြောပြနော်သူတို့တိုင်းပြည်ဘေးနားမှာတိုင်းပြည်အသေးလေးတစ်ခုရှိတယ်နော်အဲ့ဒီတိုင်းပြည်ကိုတိုက်ခိုက်နေတာအချိန်ပေါင်း100ကျော်သွားပြီအခုတည်းမနိုင်သေးဘူးအမေရှုံပြီးပြန်လာတယ်အဲ့ဒီတော့ဘယင်စီကနေဒိုအာလာတောင်းတာဒိုအာလာယူတာသူတော်စင်စီကနေဒိုအာလာယူတာအဲ့ဒီအခါသူတော်သင်ကပြောတယ်ကောင်းပြီဒီလိုလို့နော်ငါမင်းကိုငါရဲ့အင်ဂျီပေးလိုက်နော်ကျုပ်ခင်ဗျားကိုကျုပ်ရဲ့အင်ဂျီပေးလိုက်မယ်နော်အခုဒီတစ်ခေါက်စစ်သွားတိုက်လို့အကယ်၍စစ်မှာရှုံးနေပြီဆိုလို့ရှိရင်နော်နမတ်နာရကတ်ဖတ်လိုက်နကရဖတ်ပြီးတော့ဝါတဲ့အခါဒီအင်ဂျီကိုဖြန့်ပြီးတော့အလ္လာဟ်စီမှာဒီလိုဒွါလို့ယာအလ္လာဟ်ဒီအင်ဂျီရဲ့ပိုင်ရှင်ဟာအလ္လာဟ်ရဲ့ထံတော်ပါမှာအစဉ်အတန်းတစ်ခုရှိထားတယ်ဆိုရင်အလ္လာဟ်အချင်းတွေကိုပြောင်းပြန်လန်းပြီးကျွန်တော်ကိုအနိုင်ပေးတော်မူပါနော်တွားလို့အလ္လာဟ်ကဘူလုပ်လိုက်နော်ဒီတိုင်းပြည်ကိုအလ္လာဟ်အနိုင်ပေးတော်မူပါတွားလုပ်လိုက်အလ္လာဟ်ကဘူလုပ်လိုက်နော်အချက်ကောင်းပြီဆိုရင်ဘယင်ယူသွားတယ်နော်ဘယင်လည်းစောင့်ကြည့်နေတယ်အရင်အခောက်တိုင်းပဲစစ်ကပြန်ပြီးတော့ကိုယ့်ဘက်ကရှုံးလာတဲ့အခါကျတော့ဘယင်ဘာလုပ်လဲနဖင်နာရကတ်ဖတ်ပြီးတော့ဒီအင်ဂျီကိုကင်ပြီးတွားလုပ်တယ်ယာအလ္လာဟ်ဒီအင်ဂျီပိုင်ရှင်ဟာအလ္လာဟ်ရဲ့ထံတော်ပါမှာအစဉ်တန်းတစ်ခုရှိထားတယ်ဆိုရင်ယာအလ္လာဟ်ဒီဒေသကိုအောင်နိုင်မှုကျွန်တော်ကိုပေးလိုက်ပါအဲ့ဒီလိုတွားလုပ်ပြီးဘလောက်မှမကြောက်အခြေအနေတွေအများကြီးပြောင်းလဲပြီးတော့နောက်ဆုံးဆူလ်တန်မာမုဒ်ဂဇနဝီဒီတချီမှာနိုင်သွားတယ်နော်နိုင်သွားပြီးတော့ဒီဒေသကိုရတယ်အဲ့ဒီဒေသကနေအများကြီးသုံးပန်းပစ္စည်းတွေလက်ဆောင်ပစ္စည်းတွေထည့်ရခဲ့အဲ့ဒီလိုနဲ့မာမုဒ်ဂဇနဝီကအခုသူတော်သင်စီလာပြီးသွားတဲ့အခါသူတော်သင်ကိုလာပြီးကျေးဇူးတင်ကြောင်းပြောတဲ့အခါသူတော်သင်ကမေးတယ်ဘလို့အနိုင်ရသွားတာလဲဒီတော့သူပြောပြတယ်ကျွန်တော်ဒီလိုပဲနော်ဆစ်ရှုံးနေတဲ့အချိန်နော်နမတ်ဖတ်ပြီးတော့ဒီအင်ဂျီကိုကင်ပြီးကျွန်တော်ဒီအင်ဂျီပိုင်ရှင်ဟာအလ္လာဟ်ရဲ့ထံတော်ပါမှာအစဉ်တန်းတစ်ခုရှိထားတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဒီဒေတာကိုအလ္လာဟ်အနိုင်ပေးလိုက်ပါကျွန်တော်အဲ့လိုသူဟာတောင်းတယ်ဒီလိုပြောပြတော့ခါဂျာအဘူလ်ဟဆန်ခီရကာနီကပြန်ပြီးအပြေပေးတယ်မင်းဟာငါအင်ဂျီကိုအင်မတန်တန်ဖိုးနည်းနည်းလေးနဲ့ပြတ်လိုက်တာဒီတော့ဘယင်ကမေးတယ်ကျွန်တော်တန်ဖိုးနည်းနည်းနဲ့ဘလို့ဖြတ်မိသွားတာလဲအဲ့ဒီကခါဂျာအဘူလ်ဟဆန်ခီရကာနီကပြောတယ်အကယ်၍မင်းဒီနေရာမှာဒီဒေတာလို့မပြောဘဲနဲ့ယာအလ္လာဟ်ဒီအင်ဂျီပိုင်ရှင်ဟာအလ္လာဟ်ရဲ့တန်တော်ပါမှာအစဉ်တန်းတစ်ခုရှိတယ်ဆိုရင်အလ္လာဟ်ဒုနီယာတစ်ခုလုံးကိုကျွန်တော်ကိုအောင်နိုင်မှုပေးပါလို့သူကတောင်းရင်လည်းအလ္လာဟ်လက်ခံဖို့ပဲလေးစားအတယ်မိတ်ဆွေညီနောင်များခင်များဒီတော့လူတစ်ယောက်ဟာအလ္လာဟ်ရဲ့ထံတော်ပါမှာအစဉ်တန်းတစ်ခုရသွားပြီဆိုလို့ရှိရင်အဲ့ဒီလူဟာဒုနီယာမှာအပြည့်ပြည့်စုံသောလူသားပဲအဲ့ဒီလူဟာဒုနီယာမှာနော်အပြည့်စုံဆုံးလူသားနော်ဒုနီယာမှာစိတ်အချမ်းသာဆုံးလူသားဘဝအေးချမ်းဆုံးလူသားလေးစားအတယ်မိတ်ဆွေညီနောင်များခင်များဒါကြောင့်ဒွါတောင်းတဲ့အခါမှာကျွန်တော်တို့ဒီလိုဒွါတွေတောင်းဘူးမှာမဟုတ်တစ်သလုံးနော်တစ်သလုံးကျွန်တော်တို့ဒွါလို့ဆိုရင်ဘာတွေပဲလုပ်မလဲယာအလ္လာဟ်တိုက်ပေးပါအိမ်ပေးပါကားပေးပါအစဉ်ပြေမှုပေးပါ
နော်ပတ်စံနေအများကြီးဝင်ငွေပေးပါဒါပေမဲ့ဒီလိုဒွါတွေလည်းကျွန်တော်တို့လုပ်ပါယာအလ္လာကျွန်တော်နှလုံးသားထဲမှာအလတ်အချစ်ထည့်ပေးတော်မူပါယာအလ္လာအလ္လာရှင်မသခင်ကျွန်တော်ကိုချစ်တော်မူပါကျွန်တော်အလ္လာရဲ့အချစ်လိုချင်ပါတယ်ဒီဒွါကျွန်တော်တို့တောင်းနော်အခုနလိုမျိုးပေါ့ဘယင်းကိုရရင်အားလုံးရပြီဘာလို့ဟိုဘရက်တွေလိုက်ကောက်နေအောင်ပါဘယင်းရရင်အကုန်ရနန်းတော်တစ်ခုလုံးရဲ့စီးစိမ်ရကျွန်တော်တို့လည်းအလ္လာရရင်အကုန်ရပြီကျွန်တော်တို့နော်လိုက်ပြီးတော့ဟိုမှာဒီမှာလိုက်ကောက်နေစရာမလိုအပ်တော့ဒီတော့ကျွန်တော်တို့အလ္လာစီကနေအလ္လာကိုပြန်ပြီးတော့တောင်းယာအလ္လာကျွန်တော်အလ္လာကိုပဲလိုချင်တယ်အလ္လာရဲ့အချစ်ကျွန်တော်မျိုးလိုချင်တယ်အလ္လာစီကနေကျွန်တော်တို့အလ္လာကိုရဖို့ကျွန်တော်တို့တောင်းပါတော့ဘသူအလ္လာကိုရသွားပြီလေသူ့ဘဝပြည့်စုံသွားပါပြီလေးစားအတ္တမိတ်ဆွေညီနောင်များခင်များဒါကြောင့်ကျွန်တော်တို့ကျန်တဲ့ရက်တွေထဲမှာပို့ပြီးတော့လမ်းမြတ်ရမ်ဇန်ကိုကျွန်တော်တို့ဂရုစိုက်ပါနော်လမ်းမြတ်ရမ်ဇန်ကိုပို့ပြီးအကျိုးရှိသွားအသုံးချပါကျွန်တော်ဒီအချက်လေးတင်ပြပြီးနေကုန်းချုပ်လိုက်မယ်နော်လူတစ်ယောက်ကနော်ဟာဇတ်အလ္လာမာအီဘင်တိုင်မီယာရာဟ်မတ်တူလာလိုင်တခင်အဆိုတခုရှိနော်လူတစ်ယောက်ကရမ်ဇန်ကိုအလ္လာကဘူလ်လုပ်လားမလုပ်လားသိချင်ရင်တဲ့ဒါကိုကြည့်ပါတဲ့အဲ့ဒီလူရမ်ဇန်ပြီးတဲ့နောက်ပိုင်းသူ့ဘဝပြောင်းလဲသွားလားငကိုအတိုင်းပဲလားတဲ့နော်အကယ်၍ရမ်ဇန်ပြီးတဲ့နောက်ပိုင်းသူ့ဘဝပြောင်းလဲသွားတယ်ဆိုရင်အဲ့ဒါသူ့ရဲ့ရမ်ဇန်ကိုအလ္လာလက်ခံလိုက်လို့တဲ့နော်အကယ်၍ရမ်ဇန်ပြီးတဲ့နောက်ပိုင်းလေသူငကိုဒုံရင်ပဲဆိုရင်တော့သူ့ရမ်ဇန်ကိုအလ္လာလက်မခံလိုက်တော့ကျွန်တော်တို့ရမ်ဇန်လေလက်ခံလားမခံလားအခုတော့အဖြေမပေါ်သေးဘူးအခုတော့အားလုံးဆူဖီတွေသူတော်စင်တွေဖြစ်နေကြတော့ပဲမနှက်ဖြန်အစ်ပြီးသွားရင်အဖြေပေါ်မယ်ဘသူဟာဒီအခြေအနေကိုဆက်ပြီးတော့ထိန်းထားနိုင်လေသူ့ရဲ့ရမ်ဇန်ကိုအလ္လာလက်ခံလိုက်လို့ပဲဘသူဟာဒီအခြေအနေကိုဆက်မထိန်းထားဘဲနဲ့ငကိုအတိုင်းပြန်ပြီးကဲသွားပြီလေသူ့ရဲ့ရမ်ဇန်ကိုအလ္လာလက်မခံလိုက်လို့ပဲလေးစားအတ္တမိတ်ဆွေညီနောင်များခင်များခလေးတယောက်နော်မြောင်းနေဆင်းစော့နော်မြောင်းနေဆင်းစော်တယ်ဒီကလေးကမြောင်းပေါ်ကတက်လာတော့တကူလုံးညစ်ပတ်ပြီးရင်နေတော့အမေကသူ့ကိုခေါ်ပြီးတော့ရေချိုးပြီးတဲ့ဆက်ပြကောင်းတိုက်ပေးတယ်အင်ကြီးအသေးဝစ်ပြီးတော့ရေမွေးပါဆွတ်ပေးလိုက်အဲ့ဒီလိုနဲ့အခုဒီကလေးမွေးကြိုင်တန့်ရှင်းပြီးတော့အခုအပြင်ထွက်လာပြီးတော့သူမြောင်းပြန်လိုက်ရှာနေတယ်ပြန်ဆင်းဖို့ဆိုရင်အဲ့ဒီကလေးကိုကျွန်တော်တို့ဗာပြောတော်ဆိုးတဲ့ကလေးလို့ကျွန်တော်တို့ပြောလိုက်နောက်တစ်ခေါက်သူ့အမေလည်းစေးပွေတော့မှာမဟုတ်ဒီကောင်စေးပွေဖို့တန်တဲ့ကလေးမျိုးမဟုတ်ဘူးဆိုပြီးတော့နော်အဲ့ဒီအတိုင်းပဲကျွန်တော်တို့နော်အဲ့ဒီအတိုင်းပဲကျွန်တော်တို့နော်လူတစ်ယောက်ကိုထောင်ကျနေတဲ့နှစ်ပေါင်းများသွားသူ့ကိုလွန်ငင်းချမ်းသာကွင်းနဲ့ထောင်ကနေလွတ်ပေးလိုက်တယ်အခုထောင်ကလွတ်သွားတာအခု2ရက်3ရက်မပြည့်သေးဘူးနော်သူပြန်ပြီးတော့ဖစ်တနာလိုက်လုံနေတယ်နောက်အမှုတွေပြန်လိုက်ရှာနေတယ်အဲ့ဒီခါအဲ့ဒီလိုကျွန်တော်တို့တနာမလားဒီကောင်ထောင်ထဲမှာပဲနေရတာကောင်းတဲ့သူလို့ကျွန်တော်တို့ပြောလိုက်နော်ကျွန်တော်တို့လည်းအဲ့ဒီလိုမဖြစ်စေနဲ့နော်ရမ်ဇန်မှာအလ္လာဟ်တောဘာလက်ခံပါမဂ်ဖီရတ်ပေးပါအလ္လာဟ်အခုမဂ်ဖီရတ်လည်းလုပ်လိုက်ပြီနော်တောဘာလည်းလက်ခံလိုက်ပြီကျွန်တော်တို့အတွင်းနေအပြင်နေတန့်နေပြီအဲ့ဒီတန့်နေတဲ့အတန့်ကိုဆက်ပြီးထိန်းသွားရမယ်အဲ့ဒီတန့်နေတဲ့အတန့်ကဟိုအစ်3ရက်မကုန်သေးဘူးပြန်ပြီးတော့အကုန်ညစ်ပတ်သွားပြီဆိုရင်တော့ရမ်ဇန်တစ်လလုံးဒုက္ခခံလိုက်တာအလကားဖြစ်သွားမှာပဲလိစာအတ္တမိတ်ဆွေညီနောင်များခင်များအချင်းလေးခေါင်းတစ်ခုရလာပြီဆိုရင်ဆက်ပြီးတော့ထိမ့်သိမ်းထားနိုင်ဖို့အင်မတန်မှကိုပဲလိုအပ်တယ်အချင်းလေးကောင်းဆိုတာအဲ့ဒါအလတ်ဘက်ကချင်းမြတ်တာနော်အရင်တော့ကနေတိုင်းကုရ်အာန်မဖတ်ပြဘူးနေတိုင်းကုရ်အာန်ဖတ်ပြနေတယ်အရင်တော့နမတ်5ချိန်မမြဲဘူးအခုနမတ်5ချိန်မြဲနေတယ်ဒါဟာကောင်းမွန်တဲ့အခြေအနေတွေပဲဒီအခြေအနေတွေကိုကျွန်တော်တို့အစဉ်အမြဲထိမ့်သိမ်းထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒုနီယာမှာလည်းအောင်မြင်မှာဖြစ်တယ်အာခီရတ်မှာလည်းအောင်မြင်မှာဖြစ်ပါတယ်အလ္လာဟ်ရှင်မြတ်သခင်ကျွန်တော်တို့အားလုံးကိုတင်ပြပါအချက်လက်များလိုက်နာနိုင်တဲ့တောဖီချစ်မြတ်တော်မူပါသည် آمين وآخر دعوانا أن الحمد لله رب العالمين سبحان ربي الأعلى الوهاب اللهم صل على سيدنا محمد وعلى آل سيدنا محمد وبارك وسلم ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا هب لنا من أزواجنا وذرياتنا قرة أعين واجعلنا للمتقين إماما ربنا لا تجعلنا فتنة للقوم الظالمين ونجنا برحمتك من القوم الكافرين ربنا لا تؤاخذنا إن نسينا أو أخطأنا ربنا ولا تحمل علينا إصرا كما حملته على الذين من قبلنا ربنا ولا تحملنا ما لا طاقة لنا به واعف عنا واغفر لنا وارحمنا أنت مولانا فانصرنا على القوم الكافرين اللهم إنا نسألك رضاك
والجنة ونعوذ بك من سخطك والنار اللهم إنا نسألك العافية ودوام العافية والشكر على العافية اللهم إنا نسألك من خير ما سألك منه عبدك ونبيك محمد صلى الله عليه وسلم ونعوذ بك من شر ما استعاذك منه عبدك ونبيك محمد صلى الله عليه وسلم وأنت المستعان وعليك البلاغ لا حول ولا قوة إلا بالله العلي العظيم اللهم ارحمنا بترك المعاصي ولا تشكنا بمعصيتك ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم سبحان الله وبحمده سبحان الله العظيم سبحان ربك رب العزة أما يصفون وسلام على المرسلين والحمد لله رب العالمين